အဲ့တော့ဦးဇင်းတို့ဒီနေ့ညယောဂီသူတော်စင်များကိုဗာတရားဟောပြခြင်းလဲဆိုတော့ကုဋ္ဌကနိကေသုတ္တနိဗ္ဗာန်ပါဠိတော်မှာလာရှိတဲ့ဝိဇယသုတ်တံလို့ခေါင်းစဉ်ပေးပြီးတော့မှတ်တမ်းတင်ထားတဲ့သုတ်တံတစ်ပုဒ်ကိုဒီကနေ့ညဟောပြပါမယ်။အဲ့ဒီဝိဇယသုတ်တံကိုကာယဝိသန္တနိကသုတ်တံလို့ဒီလိုလည်းပဲခေါ်ပါတယ်တဲ့။ဝိဇယဆိုတာအောင်နိုင်ခြင်းအောင်မြင်ခြင်းလို့အဓိပ္ပာယ်ရတယ်။မိမိရဲ့တဏ္ဍာမှာအစမတင်ဘဝတန်တရားတစ်ခွင်ကဒီကနေ့တိုင်အောင်စွမိုးအုပ်ချုပ်လာတဲ့ကိလေသာတရားတွေကိုအနိုင်ရအောင်အောင်မြင်မှုရအောင်ဟောကြားထားတဲ့တရားဒေသနာဖြစ်လို့အဲ့ဒီသုတ်တံကိုဝိဇယသုတ်တံလို့ဒီလိုလည်းပဲခေါ်တယ်တဲ့။ကာယဝိသန္တနိကဒီခန္ဓာယုတ်ကာယခန္ဓာကိုယ်ရဲ့ပုံမှာဆွဲမဲ့မှုသန္တာရာဂကိုစွန့်ခွာနိုင်ဖို့အတွက်ဟောပြထားတဲ့တရားဒေသနာဖြစ်လို့လည်းပဲကာယဝိသန္တနိကသုတ်တံလို့ဒီလိုလည်းပဲခေါ်တယ်တဲ့။တော့ဦးဇင်းတို့ပိဋကပေါင်းသူတော်ကောင်းတို့တရားဘာဝနာလုပ်ကိုကြိုးစားအထောက်ကြတဲ့နေရာမှာနော်ဦးဇင်းတို့နည်းနည်းကင်းဝိယုတ်စဉ်ကလေးတွေမှာကိုပဲဗုဒ္ဓနုတ္တိဘာဝနာမေတ္တာဘာဝနာအတုပဘာဝနာမရဏနုတ္တိဘာဝနာဆိုပြီးတော့စတုရာဒခ၄ပါးသောကိုယ်ဆောင်တရားဝိပဿနာတရားကိုကြိုးစားအထောက်တဲ့နေရာမှာနော်မိမိရဲ့အစ္ဆဒအတွင်းတန်တမှာကိလေသာတည်းဟူသောဘေးရန်မသိမ့်မှုပဟိတဘေးအန္တရာယ်တွေလည်းပဲမသိမ့်ဖို့ဆိုပြီးတော့အာရခကိုယ်ဆောင်ကမ္မထံတရား၄ပါးထဲမှာအတုပဘာဝနာဆိုတာတစ်ခုအပါဝင်ပေါ့နော်အဲ့ဒါအခုဒီဝိဇ္ဇယသုတ်တံဆိုတာအတုပဘာဝနာလို့ဒီလိုပြောလို့ရပါတယ်ဒီနေရာဖြင့်ကုဋ္ဌာတကမ္မထံကိုစီးပြန်ကျင်ကြတဲ့ပုဂ္ဂိုလ်များအတွက်အလွန်တရာမှအောင်းတဲ့တရားဒေသနာတစ်ပုဒ်လွန်တရားမှသိလွယ်မြင်လွယ်တဲ့သဘောလည်းရှိပါတယ်ဒါကြောင့်တိတိကျကျလေးဘုံဘုံတို့ပြောတာကိုနားထောင်ရင်းနဲ့မိမိရဲ့ခန္ဓာကိုဉာဏ်နဲ့စိုက်ပြီးတော့စင်ញင်ရင်းနဲ့နားထောင်မယ်ဆိုလို့ရှိရင်မြတ်စွာဘုရားရဲ့ဒေသနာတွေကပို့ပြီးတော့အရသာရှိနိုင်တယ်ပေါ့ဟုတ်လားအဲ့တော့ဦးဇင်းတို့အဲ့ဒီဝိဇ္ဇာသုတ်တံကိုမြတ်စွာဘုရားဘာလို့ဟောရတာတုံးဆိုတော့တိတိမာပြိဇာမကိုအကြောင်းပြုပြီးတော့ဒီသုတ်တံကိုမြတ်စွာဘုရားဟောခဲ့တာနောက်တိတိမာဆိုတာပိဋကပေါင်းတော်တော်တို့အလုံးရှားဖို့ကြပြီးသားရာဇကြုံမြို့မှာဇီဝကစိဆရာကြီးဆိုတာရှိပါတယ်အဲ့ဒါသူ့ရဲ့အမေကသာလာဝတီဆိုတဲ့ပြည်ကြီးတစားပြည်စာမဒါမွေးဖွားလာတဲ့အခါကျတော့သူ့ရဲ့လုပ်ငန်းနဲ့မပတ်သက်တဲ့အတွက်ကြောင့်ဒီသားကလေးကိုပတ်ပြီးတော့စွန့်ပစ်တာအဲ့ဒီမှာဗိမိသာရမင်းကြီးရဲ့သားဖြစ်တဲ့အဘယမင်းသားကကောက်ယူမွေးစားလို့အသက်ရှင်ရတယ်နောက်တစ်ချိန်မှာအဲ့ဒါဇီဝကစိဆရာကြီးဆိုပြီးတော့နောက်အလွန်တော်တဲ့တော်ကောင်းကြီးတယောက်ဖြစ်လာတယ်ပေါ့နောက်တစ်ခါထပ်ပြီးတော့သမီးမင်းကလေးမွေးလာပြန်တယ်အဲ့ဒီသာလာဝရီကသမီးမင်းကလေးမွေးတော့သူ့ရဲ့လုပ်ငန်းနဲ့ပတ်သက်မှုရှိတယ်ဆိုပြီးတော့စွန့်မပြစ်ဘူးအဲ့ဒီသမီးလေးကြီးလာတဲ့အခါမှာသူ့ရဲ့လုပ်ငန်းကိုဆက်လက်ပြီးတော့လုပ်ကိုင်စေတယ်အဲ့ဒီသမီးလေးကတိရိမာလို့အမည်နဲ့အလွန်ထင်ရှားကြော်ကြတဲ့ပြည်စာမတူအလွန်တရားမှာလည်းပဲချောမောလှပတယ်လို့ဆိုတယ်အဲ့ဒီတိရိမာကလောက်ဒီသူ့ရဲ့အလှကုန်တဲ့ဟာကြော်ကြလဲဆိုရင်ယဟန်တန်ဃာတွေရဲ့လောကမှာတောင်နော်ခါတစ်ပါးမှာယဟန်တစ်ပါးကရာဇဂျုံမျိုးဘက်ကကြွလာတဲ့ယဟန်တစ်ပါးနဲ့တွေ့တဲ့အခါမှာအသင်တို့ရဲ့ရာဇဂျုံမျိုးမှာစွမ်းကန်းအာဟာရများပြည့်စုံရလားလို့မေးတော့ပြည့်စုံတယ်နော်တိရိမာကိုကတရက်ကိုတန်ဃာ၈ပါးလောက်ဆွမ်းလောင်းတယ်သူ့လောင်းတဲ့ဆွမ်းကလည်းပဲတစ်ပါးကိုလောင်းလိုက်တာ၃ပါးလောက်စားလို့လောက်တယ်နော်တိရိမာလောင်းလို့တဲ့ဆွမ်းကိုစားရတာတဲ့တိရိမာကိုကြည့်ရတာကပို့ပြီးတော့တောင်ကောင်းတယ်လို့အဲ့လိုပြောတဲ့ပုထုဇဉ်တဘာဝပြောကြဆိုရတာပေါ့နော်အဲ့ဒါနဲ့အဲ့ဒီယဟန်တော်ကဘလောက်တောင်လှတယ်လည်းမသိဘူးဆိုပြီးတော့တိရိမာကိုစိတ်ဝင်စားတာနဲ့ရာဇဂျုံမျိုးကိုကြွလာတယ်အဲ့ဒါရာဇဂျုံမျိုးကြွလာပြီးတော့အဲ့ဒီတိရိမာအိမ်ကိုဆွမ်းခံသွားတယ်ဆိုရပါစို့ဟိုရောက်တဲ့အခါကျတော့ဖြစ်ချင်တော့တိရိမာကကျမ်းမာရေးမကောင်းဒါသူ့ကိုပွေ့ချီပြီးတော့ယူလာရတယ်ဆွမ်းလောင်းဖို့အတွက်အဲ့ဒီကျမ်းမာရေးမကောင်းတဲ့တိရိမာကိုမြင်တော့အဲ့ဒီရန်ကဘလို့စဉ်းစားလဲဆိုတော့ဩကြည်စမ်းကျမ်းမာရေးမကောင်းတဲ့အချိန်မှာတောင်ဒီလောက်လှပတင့်နေတယ်ဆိုရင်ကျမ်းမာရေးကောင်းမှုပြီးတော့ဟိုရဲ့စားအစဉ်တစားပြည့်ပြည့်စုံစုံများစဉ်းရင်ထားမယ်ဆိုရင်ဘလောက်မြန်ကြည့်ကောင်းမလဲလို့အဲ့လိုတွေးတဲ့အဲ့ဒါနဲ့ကြောင်းပြန်ရောက်တဲ့အခါကျတော့တ
တိမာလောင်းလိုလိုက်တဲ့စွမ်းကိုသူမစားနိုင်ဘူးတိမာရဲ့အလားကိုပဲရင်မှုပြီးတော့အဲ့ဒီစွမ်းသပိတ်ကြီးကိုကရင်အောက်ကိုထိုးထားလိုက်တယ်လို့ဆိုတယ်ဒါသူ့ရဲ့စိတ်ထဲမှာအမြဲတမ်းတိမာရဲ့အကြောင်းပဲရှိနေတယ်တော့အဲ့ဒီနေ့မှာပဲတိမာဟာကွယ်လွန်နေစာရောက်တယ်ကွယ်လွန်နေစာရောက်တဲ့အခါကျတော့ယာမာနတ်ပြည်ကိုရောက်တယ်တဲ့တိမာကအဲ့ဒါမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးကိုအဲ့ဒီသတင်းစကားလေးရောက်လာတယ်တိမာကွယ်လွန်နေစာရောက်တယ်ဆိုတဲ့သတင်းပေါ့ဒီတော့မြတ်စွာဘုရားကတိမာရဲ့ယုတ်ကလတ်ကိုအကြောင်းပြုပြီးတော့နောက်တရားတစ်ပုဒ်ဟောရလိမ့်မယ်အဲ့ဒီတရားကိုနာယူပြီးတော့တတ္တဝါအများကျွတ်တန်းဝင်ကြလိမ့်မယ်ဆိုတာကိုသိတော်မူမြင်တော်မူတဲ့အတွက်ကြောင့်မြတ်စွာဘုရားကဗိမိသာရမင်းကြီးကိုအဲ့ဒီတိမာရဲ့ယုတ်ကလတ်ကိုမြေကြီးထဲလည်းမမြုံနဲ့မြေကြီးထဲလည်းမမြုံနဲ့မီးလည်းမလျှော့နဲ့ဒီတိုင်းထားလိုက်လို့မြတ်စွာဘုရားကအမိန့်ရှိတယ်အဲ့ဒါနဲ့သုတ်တံမှာတိမာရဲ့အလောင်းကိုဒီတိုင်းပဲသိပ်ထားရတယ်ခွဲတာစိတ်ဓာတ်တွေလည်းမလုပ်ရဘူးဒီတိုင်းသဘာဝအတိုင်းပြစ်ထားလိုက်ရတယ်ကြီးတွေခွေးတွေပိုးပေါင်းတွေဘာတွေမစားအောင်တော့စောင့်ရှောက်ထားရတယ်အဲ့ဒါ1ရက်2ရက်3ရက်လွန်မြောက်လို့4ရက်ရောက်လာတဲ့အခါကျတော့အဲ့ဒီတိမာရဲ့ယုတ်ကလကတကယ်ကိုကြည့်လို့ရှုလို့လုံးဝမကောင်းတော့အောင်ကိုပဲနော်အကြီးအကျယ်ပေါက်ပြန်ပြည့်စည်ပြီးတော့နော်ဒီလိုမျိုးဖြစ်နေအဲ့ဒီအချိန်မှာမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးကိုပိမိတရာမင်းကြီးကနော်4ရက်မြောက်တဲ့အတွက်ကြောင့်နော်တိမာပြည့်စုံမရဲ့နော်ရောလောင်တုတ်တံမှာရှိနေပါပြီလို့လျှောက်တော့အဲ့ဒါဘုရားရှင်ကိုရမြတ်ကြီးကယဟန်တန်ဃာတော်တွေကိုနော်တိမာရဲ့ယုတ်ကလတ်ကိုတွားပြီးတော့အတုပရှုကြမယ်အဲ့လိုမျိုးယဟန်တန်ဃာကိုနှိုးဆော်တဲ့အခါမှာခုနတုန်းကလွန်ခဲ့တဲ့4ရက်မြောက်ကနော်တိမာရဲ့အလှကိုဆွဲလန်းပြီးတော့နော်စွန်းသပိတ်ကိုကရင်အောက်မှာထိုးထားတဲ့ယဟန်ကအဲ့ဒီတိမာကိုမြင်တဲ့ကစပြီးတော့အစာမစားဘူးအဲ့ဒီနေ့ထိသူဘာမှမစားဘူးအဲ့ဒါသူ့ရဲ့စွန်းသပိတ်ကိုလည်းသူမရှိဘူးအဲ့ဒါယဟန်ချင်းချင်းပြောကြတာကိုကြားတယ်နောက်တိမာကိုမြတ်စွာဘုရားတွားပြီးတော့ကြည့်မလို့တဲ့ဒါကြောင့်ယဟန်တန်ဃာတွေလိုက်ရမယ်တဲ့ဆိုတော့သူ့စိတ်ထဲမှာတိမာကိုသိပြီးပြီလို့လည်းသူမသိဘူးအဲ့ဒါနဲ့တိမာကိုတွားကြည့်ရမယ်ဆိုတော့အရန်စိတ်ဝင်စားတယ်တိမာကိုတွားကြည့်မယ်ဆိုရင်ငါလည်းလိုက်မယ်ဆိုပြီးတော့နောက်အဲ့ဒီယဟန်ကကရင်အောင်မှာထိုးထားတဲ့တပိတ်ကိုစီးကြောပြီးတော့အဲ့ဒီတပိတ်ကိုလွှဲပြီးတော့မြတ်စွာဘုရားရဲ့နောက်ကနေယဟန်တန်ဃာတွေနဲ့ရောပြီးတော့လိုက်သွားတယ်အဲ့ဒါဒုစန္နာတစ်ခုကနော်တိရိမာကယာမာနတ်ပြည်မှာနတ်မိဘုရားကြီးဖြစ်တယ်လို့ဆိုတယ်အဲ့ဒီနတ်မိဘုရားကြီးကိုယ်တိုင်ကဒီမြတ်စွာဘုရားဟောပြမဲ့တရားဒေသနာကိုနာယူဖို့အဲ့ဒီသုတ်တံမှာအချမ်းရနေနဲ့ရောက်နေတယ်တဲ့ဟုတ်လားသူ့ရဲ့အရင်ဘဝကယုတ်ကလကလူလေပေါင်းမှာရှိနေတယ်နော်အဲ့ဒါဦးဇင်းတို့မြတ်စွာဘုရားကဗိမိတာရမင်းကြီးကိုဒီတိရိမာရဲ့ယုတ်ကလကိုနော်တအိမ်ကို1ယောက်2ယောက်နော်ကလေးတငယ်လောက်သာချမ်းပြီးတော့အလုံးလာပြီးတော့ကြည်ကြရမယ်လို့စီလေစေတယ်အဲ့ဒါနဲ့အကုန်လုံးလာပြီးတော့ကြည်ကြတော့ပေးသက်ကလည်းအလွန်များတယ်ပေါ့အဲ့ဒါပေးသက်ဆုံးတဲ့အခါကျတော့မြတ်စွာဘုရားကနပိုးပြီးတော့ပေါ်လွင်ထင်ရှားအောင်မလုပ်စေတယ်လဲဆိုတော့ဒီတိမာကိုနောက်အသက်ရှင်စဉ်ခါကာလတုန်းကတရက်တာမြတ်တော့ပျော်ပါခွင့်ရဖို့အတွက်အသပြား1000ပေးရတယ်လို့ဆိုတယ်ဒါကြောင့်တိမာကိုလိုချင်တဲ့ပုဂ္ဂိုလ်များအသပြား1000နဲ့ယူနိုင်တယ်ဝယ်နိုင်တယ်လို့စီလေစီတယ်လို့ဆိုတယ်ဘယ်သူကဝယ်မလို့ဘယ်သူမှမဝယ်ဘူးပေါ့ဟုတ်လားအဲ့ဒါနဲ့အဖို့ခကြီးကြီးနေလို့နဲ့တူတယ်ဆိုတော့900နဲ့တခါတက်ပြီးတော့ဈေးပြင်ပြီးတော့စီလဲစေတယ်900လည်းဘယ်သူမှယူမလို့မရှိဘူးအဲ့ဒီလိုနဲ့နောက်ဆုံး150အစိတ်အဲ့ဒီလိုနဲ့နော်တစ်ချက်တမတ်နော်နောက်ဆုံးအလကားယူမယ်ဆိုရင်လည်းယူလို့ရတယ်လို့စီလဲစေတယ်အလကားလည်းဘယ်သူယူမလို့ဘယ်သူမှမယူအဲ့ဒီလိုမျိုးမြတ်စွာဘုရားပြုလုပ်စေတာဟာဘာလဲဆိုတော့လူတွေရဲ့စိတ်ထဲမှာအသက်ရှင်စဉ်အခါကာလတုန်းကနော်အသပြား1000ပေးလို့တရက်ပဲရတယ်တော့တရက်ကိုတောင်အသပြား1000ပေးရတဲ့အမျိုးသမီးဟာအခုသေးသွားပြီဆိုတော့အလကားတောင်ဘယ်သူမှယူမဲ့လို့မရှိပါလားဒီယုတ်ကာယရဲ့သဘောဟာဒီလိုအဖိုးမတန်တဲ့အခြေအနေကိုရောက်သွားတာနောက်ဆုံးမှလားဆိုတာကိုသတိထားမိစေဖို့မြတ်စွာဘုရားကအဲ့လိုပြုတာအဲ့လိုလုပ်ပြီးတော့မြတ်စွာဘုရားကရောက်ရှိနေကြတဲ့နော်နတ်ပေသက်တွေနတ်တွေကိုတော့လူတွေကမြင်ကောင်းမှမြင်ရမယ်ပေါ့တော့ယဟန်တန်ဃာပေသက်ရှိတယ်တိုင်းသူပြည်သားတွေတော့လူသားပေသက်တွေရှိတယ်အဲ့ဒီပေသက်တွေရှေ့မောက်မှာမြတ်စွာဘုရားကတရားဒေသနာကိုဟောပြတာအဲ့ဒါဦးဇင်းတို့ဓမ္မပဒပါဠိတော်မှာတော့ဂါထာလေးတစ်ပုဒ်ရင်စပြီးတော့တိမာကိုအကြောင်းပြုပြီးတော့ဟောတယ်ဆိုတော့မှတ်တမ်းတင်ထားတာရှိတယ်ဦးဇင်းတို့လည်းပဲမကြာခဏပြောပါတယ်ပတ္တစိတ်တကတံဗိမာအရုကာယံသမုတ်တိတံအာတုရံဘဟုသင်္ကပ္ပံယတ္တနတ္ထိဒုဝန္တိတိတဲ့အဓိပ္ပာယ်ကဘာပြောတော့ဆိုတော့ပတ္တစိတ်တကတံဗိမာစိတ်တကတံစမ်းစမ်းကြဲကြဲလှုပ်ထားတဲ့ဗိမာအယုတ်တစ်ခုနဲ့တူတဲ့
ရုကာယသမုဋ္ဌိတံအယိုးတို့ဖြင့်တိဆောက်ပြီးတော့ထားတဲ့အတုရအမြဲတမ်းနာကျင်နေတဲ့ဘဟုသင်္ကပ္ပများစွာသောလူမိုက်တို့သည်ကြံစီစဉ်းစားနေကြတဲ့အရုကာယအနာတုံးအနာခဲကြီးဖြစ်တဲ့ဣမံကာယဟောဒီခန္ဓာကိုယ်ကြီးကိုပတ္တဉာဏ်မျက်စိနဲ့မှန်မှန်ကန်ကန်သိအောင်မြင်အောင်ကြည့်ပါတဲ့ပတ္တစိတ်တကတံဗိမံအရုကာယသမုဋ္ဌိတံအတုရံဘဟုသင်္ကပ္ပံယတ္တနတ္ထိတုဝန္ထိတိနော်ဒီခန္ဓာကိုယ်ကြီးမှာတီးနေတာမြဲနေတာဆိုလို့ဘာမှမရှိဘူးလို့အဲ့ဒါလိုအဓိပ္ပာယ်ရတယ်နော်အဲ့ဒီဂါထာလေးမှာပါတဲ့စကားလုံးလေးတွေကိုတစ်လုံးချင်းစီကိုစဉ်းစားကြည့်မယ်ဆိုရင်အလွန်တရာမှလေးနက်တာကိုတွေ့ရတယ်နော်ဒါကမှတို့အကျွန်တော်ရထားတဲ့ခန္ဓာကိုယ်ကြီးဆိုတာနော်စိတ်တကတံနော်စမ်းစမ်းကြည်ကြယ်လှုပ်ထားတဲ့ဗိမာန်အယုတ်တယုတ်နဲ့တူတယ်နော်အခုခေတ်လိုပြောရမယ်ဆိုရင်တော့စက်ယုတ်တွေပါတယ်နဲ့ဥမာပေးမယ်ဆိုရင်အလွန်ကောင်းမယ်ပေါ့နော်အလွန်စမ်းစမ်းကြည်ကြယ်လှုပ်ထားတဲ့အယုတ်ကြီးတယုတ်လိုပဲတဲ့ဒီခန္ဓာကိုယ်ဆိုတာအဲ့ဒါခန္ဓာကိုယ်ရဲ့သဘာဝကိုမြတ်စွာဘုရားကဘယ်လိုပုံဖော်ပြလဲဆိုတော့ပတ္တစိတကတံဗိမာန်အရုကာယသမုဋ္ဌိတံ300သောအယိုးတို့ဖြင့်စိုက်ဆောက်ပြီးတော့ထားတဲ့အတုရအမြဲတမ်းနာကျင်နေတတ်တဲ့သဘောအခါရခက်နေတဲ့သဘောနော်ဒါတွေရှိနေတဲ့ဘဟုသင်္ကပ္ပံဘဟုဆိုတာများပြားသောသင်္ကပ္ပဆိုတာအကျဉ်းစီဒီခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့ဒကာဓမ္မတို့ဦးဇင်းတို့တွေကအများကြီးတွေးကြကြမ်းကြရတာတွေမရှိဘူးလားရှိရဲ့နော်တော့မိုက်မဲတဲ့ပုံကိုယ်တွေအမျိုးမျိုးကြံစီစဉ်းစားအပ်တဲ့နော်အရုကာယနော်အနာတုံးအနာခဲကြီးနဲ့တူတဲ့ဒီခန္ဓာကိုယ်ကိုပတ္တမြင်အောင်ကြည့်ပါသူ့ရဲ့သဘာဝကိုမြင်အောင်ကြည့်ပါသူ့ရဲ့သဘာဝကဘာလဲအနှစ်ချုပ်ပြောတော့ယတ္တနတ္ထိဒုဝံထိတိတဲ့ဒုဝံတီးနေတာဒုဝံမြဲနေတာထိတိတီးနေတာဆိုလို့ဒီခန္ဓာကိုယ်မှာနတ္ထိဘာမှမရှိဘူးတဲ့ဆိုလိုတာကဘာပဲဖြစ်ပြီးတော့မရှိတော့ဘူးနောက်ထပ်ပြီးတော့ဖြစ်เสียအကြောင်းရှိတော့ဆက်ပြီးတော့ဖြစ်တယ်ဖြစ်ပြီးရင်မရှိတော့ဘူးဖြစ်လာတဲ့သဘာဝတရားတွေဟာမြဲနေတာတီးနေတာဆိုလို့ဘာရှိပါသလဲဘာမှမရှိဘူးနော်ထပ်ဖြစ်တာကိုပဲဒကာဓမ္မတို့ဦးဇင်းတို့တွေကပိုင်းခြားပြီးတော့မမြင်နိုင်ကြတဲ့အခါကျတော့အမြဲရှိနေတယ်လို့ထင်နေတာတကယ်တမ်းကအမြဲရှိနေတယ်လို့ထင်တဲ့အထင်ကအမှားလားလို့မေးရင်အမှားပဲဟုတ်ရဲ့လားတော့ခန္ဓာရဲ့သဘာဝကိုအဲ့လိုမြတ်စွာဘုရားကနောက်ဂါထာတစ်ပုဒ်နဲ့ဟောတာအဲ့ဒီဂါထာလေးကတော့ဦးဇင်းတို့ဓမ္မပဒပါဠိတော်မှာလာပါတယ်အခုဆက်ပြီးတော့ပြောမယ်ဝိဇယသုတ်တံဆိုတာကတော့သုတ်တနိဗ္ဗာန်ပါဠိတော်မှာလာတယ်သူကတော့ဂါထာ14ပုဒ်တောင်ရှိတယ်အဲ့ဒါဦးဇင်းတို့ခန့်ငယ်ငယ်တည်းကစပြီးတော့အဲ့ဒီသုတ်တံလေးကိုအရန်သဘောကျလို့ဒီသုတ်တံလေးကစိတ်ထဲမှာစွဲနေတယ်ပေါ့ဂါထာ14ပုဒ်ရှိတယ်ဒီသုတ်တံနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့နော်မင်းကုန်းစတော်ဘုရားကြီးဟောကြားထားတဲ့နော်ဟောစဉ်တရားရှိတယ်အပြီးတော့ဦးဇင်းတို့တဲကုန်းစတော်ဘုရားကြီးဟောတာဆိုရင်စာအုပ်ကြီးအကြီးပဲအထူကြီးပဲရှိတယ်ဒီသုတ်တံကိုပဲအခြေခံပြီးတော့ဟောတာနော်ဒီသုတ်တံကတကယ်စနစ်တကျမြတ်စွာဘုရားကဒီယုတ်ကာယဒီခန္ဓာကိုယ်ကြီးရဲ့သဘောကိုနော်တကယ်ကိုစနစ်တကျအစီအစဉ်ချပြီးတော့မြတ်စွာဘုရားဟောတာနော်တကယ်လေလေ့လာစရာကောင်းပါလေဒါဘယ်ကနေမြတ်စွာဘုရားစပြီးတော့ဟောပြတော့ဆိုတော့စတံဝါယတိဝါတိဋ္ဌံနိသိဏောဥဒ္ဒဝါတေယသမိတ်စီတိပတာရိတိဧတာကာယတအိဉ္စနာတဲ့အဓိပ္ပာယ်ကဘာပြောတော့စတံဝါယတိဝါတိဋ္ဌံနိသိဏောဥဒ္ဒဝါတေယနော်သွားနေတယ်ရက်နေတယ်ထိုင်းနေတယ်လျောင်းနေတယ်ဆိုပြီးတော့ဒီခန္ဓာကိုယ်ကြီးရဲ့အမူအရာကြီး၄မျိုးမရှိဘူးလားရှိတယ်သမိတ်စီတိပတာရိတိကိုယ်တယ်စန့်တယ်ဆိုတာလည်းမရှိဘူးလားရှိတယ်အဲ့ဒါဘာပြောတော့ဆိုဧတာကာယတအိဉ္စနာအဲ့ဒါဟာဒီရုပ်အပေါင်းကြီးရဲ့လှုပ်ရှားမှုမျှတာဖြစ်တယ်တဲ့ဆိုလိုတာကပုဂ္ဂိုလ်တ attva မဟုတ်ဘူးလို့ပြောတာရုပ်ကာယကြီးရဲ့လှုပ်ရှားမှုတက်မျှတာဖြစ်တယ်လို့ပြောတာသွားတာလည်းပဲငါသွားတာမဟုတ်ဘူးသူသွားတာမဟုတ်ဘူးဒီရုပ်ကာယကြီးလှုပ်ရှားတာဟုတ်လားရက်တာထိုင်တာအိတ်တာကိုွေးတာဆန့်တာအဲ့ဒါတွေဟာဘာလဲလို့မေးရင်ဒီရုပ်ကာယကြီးရဲ့အမူအရာတက်မျှတာဖြစ်တယ်ငါသဘောမဟုတ်ဘူးသူသဘောမဟုတ်ဘူးပုဂ္ဂိုလ်တ attva သဘောမဟုတ်ဘူးတက္ကာယဒိဋ္ဌိကိုအရင်မြတ်စွာဘုရားကခွာနိုင်အောင်ဟောပြတာစရံဝါယတိဝါဒိဋ္ဌံနိသိဏောဥဒ္ဒဝါတေယသမိတ်စီတိပတာရိတိဧတာကာယတအိဉ္စနာနော်အဲ့ဒါကိုဦးဇင်းတို့မင်းကုန်းစတော်ဘုရားကြီးကနော်ဆောင်ပုဒ်ကလေးစီပြီးတော့အဲ့ဒီဆောင်ပုဒ်ကလေးကိုရွတ်ပြီးတော့စတော်ဘုရားကြီးကရှင်းပြတယ်သွားလိုရက်လိုထိုင်နေလိုအိတ်လိုစိတ်ဟုသည်စိတ်ကြောင့်ဖြစ်သောဓဝါရောနှံတော်ကိုယ်ဝယ်ပြီဝါရောပြည့်သောဝိညာဉ်ပေါ်ရုပ်တော်သွားပြီ၏ပုဂ္ဂိုလ်မသွားငါမသွားရုပ်သွားဉာဏ်ဖြင့်ကြည့်ရုပ်သွားဉာဏ်ဖြင့်သိပုဂ္ဂိုလ်မရငါမရရုပ်ရဉာဏ်ဖြင့်သိပုဂ္ဂိုလ်မထိုင်ငါမထိုင်ရုပ်ထိုင်ဉာဏ်ဖြင့်သိ
ပုဂ္ဂိုလ်မအိတ်ငါမအိတ်ရုပ်အိတ်ဉာဏ်ဖြင့်သိပုဂ္ဂိုလ်မကွေးငါမကွေးရုပ်ကွေးဉာဏ်ဖြင့်သိပုဂ္ဂိုလ်မဆငါမဆရုပ်ဆဉာဏ်ဖြင့်သိအဲ့လိုလေးရေးတယ်ဟုတ်လားဒီလှုပ်ရှားမှုကြီးဟာပုဂ္ဂိုလ်တ attva မဟုတ်ဘူးအဲ့ဆိုရပါစို့ဒကာဓမ္မတို့အရင်တို့နော်ရုပ်သေးရုပ်လေးတွေကိုကြိုးဆွဲတဲ့အခါမှာနော်လှုပ်ရှားလာတာရှိတယ်တိတိကျကျကပ်ပြီးတော့ကြည့်မယ်ဆိုရင်ဒါအသက်ရှိတဲ့ attva မှမဟုတ်ဖဲကိုဟုတ်လားဒါပါလေတစ်သားရုပ်ရဲ့လှုပ်ရှားမှုပဲဟုတ်လားသို့တော်လည်းပဲသူ့ကိုစိလေးပါလေးတုပ်ပြီးတော့ဘောကအဝတ်စားလေးဆင်းပြီးတော့နော်ညတိုင်မှာမီးနဲ့ထိုးထားပြီးတော့အဝေးကနေပြီးတော့ကြည့်ရတဲ့အခါကျတော့ကျတော့ဘာဖြစ်သွားတော့အဲ့ဒီရုပ်သေးရုပ်ကအသက်ဝင်သွားတယ်နော်အဲ့ဒီအသက်ဝင်သွားတော့ဘာဖြစ်သွားတော့ခံစားချက်တွေကအများကြီးဖြစ်သွားတယ်ဟုတ်လားနော်ဇလန်းသဘောတွေနဲ့ဒီရုပ်သေးရုပ်ကိုပဲဘာဖြစ်သွားတော့အသက်ရှိတဲ့အရာတစ်ခုအနေနဲ့စိတ်ထဲမှာထင်းသွားတဲ့အခါကျတော့ခံစားချက်တွေကဘာဖြစ်သွားတော့အများကြီးကြီးမားပြင်းထန်မှားယွင်းမှုတွေဖြစ်တယ်ပေါ့တကယ်အဲ့ဒါပါလေရုပ်သေးရုပ်ပဲဟုတ်လားအဲ့လိုပဲဒကာဓမ္မတို့အင်းတို့ဒီခန္ဓာရဲ့နော်သွားနေတဲ့သဘောရက်နေတဲ့သဘောထိုင်နေတဲ့သဘောအိတ်နေတဲ့သဘောကိုယ်တဲ့သဘောဆန့်တဲ့သဘောဒါအကျဉ်းမြင့်ကိုပြောတာပါကျန်တဲ့ဘယ်အမူအရာပဲဖြစ်ဖြစ်တကယ်ကပုဂ္ဂိုလ်တ attva သဘောမဟုတ်ဘူးဟုတ်လားရုပ်တဘာဝရဲ့နော်သူ့အလုပ်သူ့လုပ်တဲ့သဘာဝဒါပေမဲ့စိတ်ရဲ့စွမ်းရည်တတ္တိနဲ့လှုပ်ရှားတယ်ဆိုတာကိုတော့နားလည်ရမယ်ဒါကြောင့်စတော်ကြီးရေးထားတဲ့လင်္ကာလေးကိုပေးတဲ့တို့တိတိကျကျလေးစဉ်းစားပြီးတော့နော်ရွှတ်ဆိုစင်ကြင်ကြည့်မယ်ဆိုရင်ပေါ်လွင်ထင်ရှားတယ်ပေါ့နော်သွားလို့ရက်လို့ထိုင်နေလို့အိတ်လို့စိတ်ဟုသိဟောသွားခြင်းနဲ့ရက်ခြင်းနဲ့ထိုင်ရင်နဲ့အိတ်ခြင်းနဲ့ဆိုတာဘာလဲစိတ်ပဲခန္ဓာကိုယ်ကြီးကရုပ်ကာယကြီးကအဲ့ဒီသဘောမရှိဘူးသွားခြင်းနဲ့ရက်ခြင်းနဲ့ဆိုတာစိတ်ကသွားခြင်းတာစိတ်ကရက်ခြင်းတာရုပ်ကာယကြီးကသွားခြင်းနဲ့ရက်ခြင်းနဲ့လို့ရှိသလားမရှိဘူးသွားလို့ရက်လို့ထိုင်နေလို့အိတ်လို့စိတ်ဟုသိစိတ်ကြောင့်ဖြစ်သောဓာတ်ဝါယောနှံ့နှောရုပ်ဝယ်ပြီဟောအဲ့ဒီစိတ်ဖြစ်လာပြီဆိုလို့ရှိရင်အဲ့ဒီစိတ်ကြောင့်ဖြစ်တဲ့စိတ်ကစားဝါယောကနော်သူဥညွတ်ရာရုပ်အနေထားမှာအဲ့ဒီဝါယောဓာတ်တွေကဖြစ်လာတယ်အဲ့ဒီဝါယောဓာတ်ကအခြေခံပြီးတော့ကျန်တဲ့ဓာတ်တွေပါနော်ရုပ်ဓာတ်တွေပါဆက်ဆက်ပြီးတော့ဖြစ်သွားတယ်နော်ဝါယောပြည့်တော်ဝိညာဉ်ပေါ်ရုပ်တော်သွားပြီးဝိညာဉ်ဆိုတာနော်ဥတဲလိုက်တဲ့အမူအရာလေးသွားမယ်ရက်မယ်ကိုယ်မယ်ဆက်မယ်လက်ညှိုးထိုးမယ်ဘာလုပ်မယ်အမျိုးမျိုးပေါ့ဟုတ်လားကြည်မယ်နောက်လှည့်မယ်ရှေ့တက်မယ်နောက်ဆုံးမယ်ဒါပါတွေလဲဆိုရင်ဝိညာဉ်သဘောတွေဒါကိုပြောတာနော်သွားလို့ရက်လို့ထိုင်နေလို့အိတ်လို့စိတ်ဟုသိစိတ်ကြောင့်ဖြစ်သောဓာတ်ဝါယောနှံ့သောရုပ်ဝယ်ပြီဝါယောပြည့်သောဝိညာဉ်ပေါ်ရုပ်တော်သွားပြီနော်ပုဂ္ဂိုလ်မသွားငါမသွားရုပ်သွားဉာဏ်ဖြင့်သိနော်ဒါဖြစ်ပေါ်နေတဲ့ဒီသဘာဝအနေအထားကိုပုဂ္ဂိုလ်တ attva သဘောမဟုတ်ဘူးဒါဟာအသက်မဲ့ရုပ်ကာယကြီးရဲ့နော်လှုပ်ရှားနေတဲ့သဘောမျှတာဖြစ်တယ်ဆိုတာကိုအရင်ဘာလို့အောင်တော့သိအောင်မြတ်စွာဘုရားဟောတာအဲ့ဒါပထမဂါထာပဲနော်စရံဝါယရိဝဒိဋ္ဌံနိသိဏောဥရဝတေယသမိတ်စီတိပတာရိတိဧတာကာယတအိဉ္စနာနောက်ဒုတိယဂါထာဘာဟောတော့ဆိုတော့အဋ္ဌိနာဟာရုတံယုတောဒဇမန္တဝလိပနောစဝိယာကာယောပရိစ္ဆန္နောယထာဘုဒ္ဓနာတိတတိခန္ဓာကိုယ်ကြီးရဲ့အကြောင်းကိုအရင်စပြီးတော့ပြောတယ်အဋ္ဌိနာဟာရုတံယုတောတဲ့အကျိုးတို့ဖြင့်ဖွဲ့ရှက်ပြီးတော့အခြေခံအဖြစ်တိဆောက်တယ်တဲ့နော်အဋ္ဌိနာဟာရုတံယုတောဒဇမန္တဝလိပနောတဲ့နော်အသားရဲ့အရည်တူရဲ့ရောပြီးတော့လိမ့်ကြံထားတယ်တဲ့အသားနဲ့အရင်ဖို့လိမ့်ကြံပြီးတော့မှအရည်တူနဲ့အုပ်ထားလိုက်တယ်ပေါ့ဟုတ်လားအဲ့ဒါကိုပဲဦးဇင်းတို့စဝိယာကာယောပဋိစ္ဆန္နောတဲ့အရည်ပါးလေးနဲ့အပေါ်ကထပ်ပြီးတော့ပုံထားလိုက်တယ်တဲ့ပုံပေါ်အရင်ပြောတာနော်မြတ်စွာဘုရားကအကျဉ်းမြင့်တိဆောက်ထားပုံကိုအရင်ပြောတာအဋ္ဌိနာဟာရုတံယုတ်တော်300သောအယုအကျိုးတို့ဖြင့်ဖွဲ့ရှက်ပြီးတော့တီထောင်ထားတဲ့နော်ဒဇမန္တဝလိပနောအသားရဲ့အရည်တူရဲ့ရောပြီးတော့လိမ့်ကြံထားတဲ့စဝိယာကာယောပဋိစ္ဆန္နောအရည်ပါးနဲ့ပုံလွှမ်းပြီးတော့ထားတဲ့ဒီခန္ဓာကိုယ်ကြီးအရည်ပါးကြတော့အယောင်ပါလာတယ်ပေါ့ဟုတ်လားအဲ့ဒီလိုအရည်ပါးလေးနဲ့ပုံထားတော့ယထာဘုဒ္ဓနာတိတတိယထာဘုဒ္ဓဟုတ်သည့်တိုင်မှန်သည့်တိုင်နာတိတတိမမြင်ရတော့ဘူးတဲ့ဟောဘာကဖုံးထားလို့တော့အရည်ပါးလေးကဖုံးထားတယ်အဲ့ဒီအရည်ပါးပေါ်မှာအခုချက်ထပ်ပြီးတော့အဝိနဲ့ဖုံးမယ်ပဏ္ဏန္တာတို့ဖြင့်ထပ်ပြီးတော့ဖုံးထားမယ်ဆိုတော့သူ့ရဲ့အမှန်တရားကအောက်ထဲမှာဘာဖြစ်နေတော့မမြင်ရတော့ဘူးမထင်ရှားတော့ဘူးဒါကိုပြောတာနော်ဒါကဒုတိယဂါထာလေးဟုတ်လားအယိုးရဲ့အကျော်ရဲ့အရင်ဖွက်ရှက်ပြီးတော့အသားအသွေးနဲ့လိမ့်ကျင်ပြီးတော့အရည်တူပါနဲ့အုပ်ပြီးတော့ထားတဲ့အတွက်ကြောင့်ဒီခန္ဓာရဲ့သဘာဝကိုတရားဓမ္မတို့ဦးဇင်းတို့တွေကမှန်မှန်ကန်ကန်မသိရဘူးတဲ့ဒါသူ့ရဲ့သဘောကိုမှန်မှန်ကန်ကန်သိကျင်တယ်ဆိုရင်ဘာလို့ရမလို့ဉာဏ်နဲ့ထွန်းဖောက်ပြီးတော့ကြည့်ရမယ်ပေါ့စဉ်းစားဆင်ခြင်ပြီးတော့ကြည့်ရမယ်မသိနိုင်လောက်အောင်ခက်ခဲနေနေတာတော့လည်းမဟုတ်ပါဘူးဟုတ်လားအဲ့ဒါကိုမြတ်စွာဘုရားကတတိယဂါထာဆက်ပြီးတော့ပြောပြတယ်
အဲ့ဒီလိုမမြင်နိုင်လောက်အောင်မသိနိုင်လောက်အောင်အရေးတို့အရေးပါနဲ့အုပ်ပြီးတော့ထားတဲ့ခန္ဓာကိုယ်ကြီးအတွင်းမှာဘာတွေရှိတော့အဲ့ဒါကိုမြတ်စွာဘုရားကနော်ပုံပေါ်အောင်ပြောတာအန္တပူရောဥဒရပူရောယကနပေလတ္တဝတ္တိနောနော်ဟောဒီခန္ဓာကိုယ်ကြီးထဲမှာအန္တပူရောတဲ့ဥနဲ့ပြည့်နေတယ်တဲ့ဘာတွေနဲ့ပြည့်နေတော့ဥတွေနဲ့ပြည့်နေတယ်တဲ့နော်ဥရဲ့တဘာဝကိုမဟာဝိသုဒ္ဓအောင်ဆိုတော်ဘုရားကြီးဒီ32ခုဌာနကိုအ내အိဗေမြန်မာပြန်ထားတာရှိတယ်အလွန်လည်းကောင်းပါလေနော်လေမျိုးဝိသပတိတဝေလေမျိုးဝိသပတိတဝေဆိုလေမျိုးဆိုတာဒီလေပင်ပေါ့နော်အဲ့ဒီကနေပြီးအောက်ကဝိသမက်တိဆိုကြလေပင်ကနေပြီးတော့ဝိသမက်တိုင်အောင်ဒါဥကြီးပါရှိနေတော့ဆက်ထားတယ်အဲ့ဒီကမျိုးချတဲ့ကြီးမျိုးလမ်းကြောင်းရှိမယ်ပေါ့ဟုတ်လားအဲ့ဒါပြီးတော့အစာအိမ်ကြီးရှိမယ်ပြီးရင်22တွန်းလောက်တွန့်ပြီးတော့နေတယ်လို့ဆိုတဲ့ဥသိမ်ရှိမယ်ပေါ့အဲ့ဒီဥသိမ်ပြီးတော့နောက်ဥတက်ကလေးနဲ့ဥမာကြီးစမယ်နော်ဥမာကြီးကအပေါ်ထောင်တက်ပြီးတော့ကန့်လန့်ပြတ်သွားပြီးတော့အောက်ပြန်ဆင်းပြီးတော့အဲ့ဒီမှာဝိသမက်မှာအဆုံးသတ်သွားတယ်ပေါ့ဟုတ်လားအဲ့ဒါဘာလို့ဥနဲ့ကြည့်တယ်လို့သူကြတော့ဥသိမ်ဥမခွဲပြီးတော့မြတ်စွာဘုရားမဟုတ်အန္တဘုဒ္ဓဥဒရဥဒကဘုဒ္ဓယကနပေလတ္တဝတ္တိနောနောက်ဥဒကဘုဒ္ဓတဲ့နောက်ထပ်ပါလိရှိတော့စားမျိုးထားတဲ့မဲမဲမောမောဝါမျိုးစားတောက်ထားတဲ့အစာသစ်တွေရှိတယ်တဲ့ဒီခန္ဓာကိုယ်ထဲမှာဟုတ်လားဘယ်မှရောက်သွားဘူးနော်ကိုစားထားတဲ့အစာတွေကဒီထဲမှာပဲရှိနေတယ်အဲ့ဒါကိုစဉ်းစားကြည့်နော်ဘာမှမသိနိုင်တော့ခက်ခဲနေတဲ့သဘောရှိပါသလားမရှိဘူးစဉ်းစားကြည့်ဖို့ပဲလိုတယ်ဟုတ်လားအန္တဘုဒ္ဓဥဒကဘုဒ္ဓယကနပေလတ္တဝတ္တိနောတဲ့ယကနပေလတ္တဆိုတာအသေးကိုပြောတာနော်အသေးဆိုင်ကြီးရှိတယ်နော်ကုဋ္ဌတာထဲမှာအလွန်ကြီးတဲ့ကုဋ္ဌတာပေါ့နော်ဘုရင်တို့အစဉ်တိုင်းပြောရမယ်ဆိုရင်တော့နှလုံးနဲ့အဆုတ်ရဲ့အောက်မှာအသေးကြီးရှိတယ်ပေါ့နော်အဲ့ဒီအသေးကိုယကနပေလတ္တအသေးနဲ့ဒီခန္ဓာကိုယ်ကြီးကပြည့်နေတယ်ဆိုတော့ခန္ဓာကိုယ်ထဲမှာအသေးရှိတယ်ပေါ့နော်ပြီးရင်ဗါလဲတော့ဝတ္တိနောတဲ့စီးတွေနဲ့ပြည့်နေတဲ့စီးအိမ်ရှိတယ်ဟုတ်လားဟရိယတ္တပပ္ဖတတ္တဝကတ္တပိယကတ္တစာဟရိယတ္တဆိုတာနှလုံးသားကိုပြောတာဟရိယတ္တပပ္ဖတတ္တပပ္ဖတဆိုတာအဆုတ်ကိုပြောတာနှလုံးနဲ့ပြည့်နေတယ်အစုပ်နဲ့ပြည့်နေတယ်ဒါရင်ကောင်းပိုင်းကိုနောက်မှပြောလိုက်တာနော်အသေးနဲ့စီအိမ်ကိုအရင်ပြောပြီးတော့မှဘာကိုပြောတာတော့နှလုံးနဲ့အစုပ်နော်ဟရိယတ္တပပ္ဖတတ္တနှလုံးဆိုလို့ရှိရင်နော်အစုပ်နှစ်ခုရဲ့ကြားမှာနှလုံးရှိဘူးလားရှိရနော်တကူလုံးကိုသွေးတွေလက်ပတ်ဖို့အတွက်နော်အချိန်တိုင်းနော်ရှုပ်ကြီးပွားကြီးညှစ်ထုတ်နေတဲ့အလုပ်ကိုသူမလုပ်ရဘူးလားလုပ်ရတယ်ဒီအစုပ်ဆိုလို့ရှိရင်လည်းပဲလေသစ်လေဟောင်းလဲတဲ့အလုပ်ကိုသူမလုပ်ရဘူးလားလုပ်ရတယ်ဟုတ်လားအဲ့ဒါဒီထဲမှာရှိနေတယ်နှလုံးရှိနေတယ်အဆုပ်ရှိနေတယ်ရှိနေတာကိုရှိနေတဲ့အတိုင်းသိအောင်ကြည့်မယ်ဆိုလို့ရှိရင်မသိတာမကြည့်တာနဲ့ဆိုင်အများကြီးဉာဏ်အမြင်ကြီးမားမှုမကွာခြားနိုင်ဘူးလားကွာခြားနိုင်တယ်ပြီးတော့ဗာပြောတော့ဝကတ္တပိဟကတ္တဇာဝကဆိုတာအညှို့ဆိုတာဦးဇင်းတို့ကြောက်ကနှလုံးကိုပြောတာနော်ဒါကမှဦးဇင်းတို့ရဲ့ခန္ဓာမှာဒီကြောက်ကနှလုံးရှိနေတယ်ပေါ့ပိယကတ္တသဆိုဦးဇင်းတို့အဖြင်းဆိုတဲ့တရရွက်ကိုပြောတာနော်ဘေလို့လည်းဒီလိုခေါ်တယ်ပေါ့ဟုတ်လားဦးဇင်းတို့နော်ဒီတရရွက်နွားရဲ့ရှာနဲ့လည်းအလွန်တူတယ်လို့ဆိုတယ်ဒီခန္ဓာထဲမှာရှိနေတဲ့သဘာဝအဲ့လိုမြတ်စွာဘုရားကဒီခန္ဓာထဲမှာရှိနေတဲ့သဘာဝတရားတွေကိုစဉ်းစားဆင်ခြင်ပြီးတော့ပုဂ္ဂိုလ်တ attva သဘောမဟုတ်တဲ့နော်ဒီခန္ဓာကိုယ်ကြီးရဲ့ရှင်သန်ရေးကိုနော်ကုဋ္ဌာတတွေဟာသူ့အလုပ်သူလုပ်ပြီးတော့သူ့သဘာဝတရားနဲ့သူနော်ဖြစ်ပေါ်နေတဲ့ပြောင်းလဲနေတဲ့ဒီသဘာဝကိုမြင်အောင်ကြည့်ခိုင်းတာဆက်ပြီးတော့မြတ်စွာဘုရားဟောပြတဲ့ဂါထာကတင်္ဂနိကာယခေလတ္တတေရတ္တသမေရတ္တသလောဟိတတ္တလတိကာယပိတ္တတ္တသဝတာယသတင်္ဂနိကာယတင်္ဂနိကာနှာခေါင်းတော့ထွက်လာတဲ့နှက်တွေကိုပြောတာနှက်နဲ့လည်းပြည့်နေတယ်တဲ့ခေလဆိုတာတတွေးကိုပြောတာဒီခန္ဓာကိုယ်ဆိုတာတတွေးတွေရှိတယ်နှက်တွေရှိတယ်သင်္ကနိကာယခေလတ္တတေရတ္တသမေရတ္တသနော်တေဒဆိုတာချွေးကိုပြောတာမေဒဆိုတာအစီခဲကိုပြောတာနော်ချွေးဆိုတာတော့လူတိုင်းသိပါတယ်အစီခဲဆိုတာကပြင်းတို့ဝါတဲ့ပုံကိုယ်တွေမှာအဲ့ဒီအစီခဲရှိတယ်သူကနုံးခဲရောင်လေးလို့ဒီလိုပြောတယ်ဟုတ်လားနော်အစီခဲရှိတယ်တဲ့တေရတ္တသမေရတ္တသပြီးတော့ဘာရှိတော့လောဟိတတ္တလတိကာယပိတ္တတ္တသဝတာယသနော်လောဟိတဆိုတာသွေးကိုပြောတာနော်တကူလုံးအနှံ့စီးဆင်းနေတဲ့သွေးတွေမရှိဘူးလားရှိရဲ့နော်အဲ့ဒီသွေးတွေစီးဆင်းနေတဲ့သွေးရဲ့အစုအဝေးကြီးကိုတရားဓမ္မတို့ဦးဇင်းတို့တွေကဒါပုဂ္ဂိုလ်တ attva လုပ်ပြီးတော့ငါလို့လုပ်ပြီးတော့သူလို့လုပ်ပြီးတော့
မှားယွင်းတဲ့ဆွဲလန်းမှုတွေနဲ့ဆွဲလန်းနေတယ်ဆိုတာကတော့လည်းပဲအလွန်မှမထင်ရှားဘူးလားထင်ရှားတယ်တကယ်ကတော့စီးဆင်းနေတဲ့သွေးအစုဝေးကြီးပဲဟုတ်တယ်မဟုတ်လားနောက်ဝေနာဖောက်လိုက်သွေးထွက်လာတာပဲလေဟုတ်လားအဲ့ဒီသွေးဟာဒီခန္ဓာမှာရှိနေတယ်လောဟိတတလတိကာယဆိုအစေးတယ်နော်အစေးဆိုတာကဦးဇင်းတို့နော်အစစ်တစ်ခုနဲ့တစ်ခုကြားမှာနော်ဦးဇင်းတို့ဒူးစစ်တွေပါတွေထဲမှာနော်ချောမွေ့ဖို့အတွက်လှုပ်ရှားတဲ့နေရာမှာချောမွေ့ဖို့အတွက်အစေးဆိုတာရှိတယ်တဲ့အဲ့ဒီဟာကိုအစေးလို့ပြောတာလောဟိတတလတိကာယပိဋ္ဌတသဝတာယသအပိဋ္ဌဆိုတာသီးကြီးသီးကြီးဆိုတာကနော်ကြောက်တွေပါတွေတဲတဲ့အိမ်နဲ့ဖွဲ့ထားတဲ့သီးကြီးရှိတယ်နော်သီးကြီးအိတ်ကလေးထဲမှာရှိတဲ့သီးကြီးရှိတယ်လို့တကုံလုံးသွေးထဲမှာနှံ့နေတဲ့နော်အပ္ပတ္တသီးကြီးဆိုတာလည်းရှိတယ်တဲ့နော်သီးကြီးပြက်ရင်ဘာဖြစ်တတ်တယ်လို့ကြားဖို့တော့ယူတယ်လို့ကြားဖို့တယ်နော်ခန္ဓာကိုယ်ရဲ့သွေးထဲမှာအဲ့လိုနှံ့ပြီးတော့နေတဲ့သီးကြီးတဲ့ပေါက်ပြန်လို့ရှိရင်လည်းပဲနော်ခန္ဓာကိုယ်မှာအများကြီးသူကလွှမ်းမိုးမှုရှိတယ်ဆိုတာလည်းထင်ရှားတယ်ပေါ့ဟုတ်လားအဲ့ဒါကဥရှင်တို့ဒီခန္ဓာမှာရှိနေတဲ့သဘာဝတရားလောဟိတတလတိကာယပိဋ္ဌတသဝတာယသဝတဆိုတာကအစီကြီးကိုပြောတာဥရှင်တို့ဒီနှစ်ဖူးစွန်းလေးတွေနှာခေါင်းထိတ်ကလေးတွေဒီလက်မောင်းအုံကလေးထိတ်ကလေးတွေကနေတကားလေးဝင်းနေတာလေးတွေထွက်လာတာရှိတယ်ချွေလည်းမဟုတ်ဘူးအဲ့ဒါကိုဘာလို့ခေါ်တော့အစီကြီးလို့ခေါ်တာများသောအားဖြင့်ဒီနှစ်ဖူးတောင်ကလေးတွေနှာခေါင်းအဖျားစွန်းလေးတွေကနေပေါ်ထွက်လာတာလေးတွေရှိတယ်ဟုတ်လားအဲ့ဒါတွေဒီခန္ဓာကိုယ်မှာရှိနေတယ်လို့မြတ်စွာဘုရားပြောတာဟုတ်လားသင်္ကတိကာယခေလတတေရတသမေရတသလောဟိတတလတိကာယပိဋ္ဌတသဝတာယသအထတနဝဟိတောတိဟိအတုရှိတဝတိတဗ္ဗရာအခိမအခိကုတာကောကန္နမကန္နကုတာကောတဲ့ဆက်ပြီးတော့မြတ်စွာဘုရားကပုံပေါ်အောင်ဗာပြောတော့အထတနဝဟိတောတိဟိအတုရှိတဝတိတဗ္ဗရာဒီခန္ဓာကိုယ်မှာအလွန်ထင်ရှားတဲ့အပေါက်ကြီး၉ပေါက်ကနေပြီးတော့အတုရှိမစင်ကြယ်တာတွေဟာတဝတိတာမယစီမယအမြဲတမ်းယူရှိပြီးတော့ကြာနေတယ်တဲ့နော်အထတနဝဟိတောတိဟိအတုရှိတဝတိတဗ္ဗရာအခိမအခိကုတာကောကန္နမကန္နကုတာကောတဲ့နော်မျက်လုံးတစ်ဖက်ကနေပြီးတော့မျက်ဝက်မျက်ချီအညစ်အကြေးထွက်တယ်ပေါ့နားတစ်ဖက်ကနေပြီးတော့နော်နှစ်ပါးကြီးဆိုတာထွက်လာတယ်ဒါထင်ရှားတာကိုမြတ်စွာဘုရားပြောတာသင်္ကနိကာသနာတတောမုခေနဝမတိကရာပိဋ္ဌံသေမင်္စဝမတိကာယမသေရဇံလိကာဟောနောက်တခါပြောတယ်နောက်ကဒါလေးကအဲ့ဒါလေးကလည်းစဉ်းစားစရာကောင်းတယ်သင်္ကနိကာသနာတတောမုခေနဝမတိကရာဒီနှက်ဆိုတဲ့သဘောကတဲ့နှက်ခေါင်းတွေကထွက်လာတဲ့အခါလည်းရှိတယ်ဟုတ်လားရံဖန်ရံခါကြတော့ဗဇက်ကနေပြီးတော့ထွက်လာတာလည်းရှိတယ်တဲ့နော်သင်္ကနိကာသနာတတောမုခေနဝမတိကရာဟုတ်လားတခါတရံမှာဗဇက်ကနေပြီးတော့ပြုတ်အံပြီးတော့ထွက်လာတာရှိတယ်တဲ့တော့ဒါကလူတွေကအမှန်တရားကိုအလွန်နီးစပ်ပါလေနဲ့တတိမထားမိကြတာလေးကိုစဉ်းစားစေချင်တာပါဟုတ်လားဒီနှက်တွေအညစ်အကြေးတွေချွဲတွေပါတွေကိုကိုယ်ရှာနဲ့ထိရမယ်ဆိုရင်ဒကာတော်ဦးဇင်းတို့တွေကဘလောက်ယွန်ရှာဆက်စုပ်မှုရှိမလဲစဉ်းစားကြည့်ဒါပေမဲ့လို့အဲ့ဒီဗဇက်တွေကပဲထွက်မလာဘူးလားထွက်လာတာပဲဟုတ်ရဲ့လားဒီသဘာဝတရားကိုမြတ်စွာဘုရားတတိထားစေခြင်းတဲ့သဘောပေါ့သင်္ကနိကာသနာတတောမုခေနဝမတိကရာပိဋ္ဌံသေမင်္စဝမတိတဲ့ဟောတခါတရံမှာဟောဒီဗဇက်ကနေပြီးတော့ချွဲတို့တီးကြီးတို့ဆိုတာတွေတောင်ထွက်လာတာရှိတယ်တဲ့တခါလေခါတက်တဲ့အရာသာမျိုးတွေတွေ့ရတာရှိတယ်ဟုတ်လားအဲ့ဒါတီးကြီးဓာတ်မျိုးပါလာတာပဲဟုတ်လားဘယ်ကနေထွက်လာတာတော့ဒီဗဇက်ကနေပြီးတော့ထွက်လာတာဟုတ်လားအဲ့ဒါတကူလုံးအနေနဲ့ဆိုလို့ရှိရင်ကာယမသေရဇံလိကာနော်သေရဇံလိကာချွေးစားတတ်ရဲ့နော်ဒီဦးဇင်းတို့အပေါ်ယံအည်ပြားလေးကနော်ဆေးပညာရှင်တွေဆိုရင်ပို့ပြီးတော့သိမယ်ပေါ့နော်ဒီအည်ပြားလေးကနော်အလွန်မြတ်မြတ်ဆန်းဆန်းသူကအသေးဟောင်းပြောင်းလဲတဲ့သဘောရှိတာချွေးရဲ့စားရဲ့အည်လွှာရဲ့မြူရဲ့အညစ်အကြေးရဲ့ဆိုပြီးတော့အဲ့ဒါကတော့ခန္ဓာကိုယ်ရဲ့နေရာတိုင်းကနေပြီးတော့ထွက်တယ်လို့မြတ်စွာဘုရားဟောတယ်ဟုတ်လားဒါကဦးဇင်းတို့ဒီယုတ်ကာယရဲ့နော်မသေးခင်မှာနော်တိနိုင်မြင်နိုင်တဲ့သဝိညာဏကအတုပလို့စာကသုံးတယ်နော်အသက်ဝိညာဉ်တင်းလင်းရှိရတဲ့ကိုပဲဒကာဓမ္မတို့ဦးဇင်းတို့ခန္ဓာကိုယ်ရဲ့မတင့်တယ်တဲ့သဘာဝပေါ့ဟုတ်လားအဲ့ဒါကိုမြတ်စွာဘုရားဆက်ပြီးတော့ပုံပေါ်အောင်ပြောပြန်တယ်အထတသုတိတံတိတံမတ္တလုံကတပုရိဒံသူဘတော်နဲ့မင်္ဂတိပါလောနော်အဝိဇ္ဇာယပုရခတောတဲ့နော်အထတသုတိတံတိတံမတ္တလုံကတပုရိဒံနော်သုတိတံအခေါင်းအပေါက်တွေအများကြီးရှိတယ်နော်တိတံဟောဒီဥကောင်းတယ်ဟောခေါင်းကြတော့လူတွေကအရန်လည်းပဲအထွတ်မြတ်ထားတယ်ပေါ့နော်အခေါင်းအပေါက်တွေအများကြီးရှိတယ်ဒီခေါင်းရိုးကြီးကိုမျက်စိနဲ့မြင်ကြည့်ပေါ့ဟုတ်လားခေါင်းမှာအပေါက်တွေအများဆုံးပါတယ်နော်မျက်စိနှစ်ပေါက်နှာခေါင်းနှစ်ပေါက်ပါးစပ်ပေါက်နားနှစ်ပေါက်မပါဘူးလားပါတယ်နော်အဲ့ဒီသဘာဝအပေါက်တွေအများကြီးရှိတယ်ဒီခေါင်းထဲမှာကျတော့ပါရှိတော့မတ်တလုံးကအုံနောက်နဲ့ယုံပွဲလိလိပြည့်ပြီးတော့နေတယ်တဲ့အဲ့ဒါကိုမင်းကွန်းစတော်ကြီးကတော့
လူတွေကခေါင်းကိုလွန်တရားမှအမျက်တနိုးထားကြတယ်ပေါ့နောက်ကျန်တဲ့နေရာထိရင်သိပ်ပြီးတော့နောက်စိတ်မဆိုးပြီမလို့ခေါင်းအမြန်တော့ပုတ်မဲ့ပြုတ်မဲ့ဆိုတချို့အရန်စိတ်တူကြတာရှိတယ်နောက်ဒီခေါင်းကိုမြင့်မြတ်တဲ့နောက်အင်္ဂါစိတ်ပိုင်းတွေနဲ့ဥညွတ်ပြီးတော့နောက်ရှစ်ခိုးဖို့ဥချဖို့ဆိုရင်တုံတုံမှန်ကြီးတဲ့လူတွေကမလုံးနိုင်ဘူးခေါင်းကိုတော့မညွတ်နိုင်ဘူးဟုတ်လားဒါပေမဲ့ကိုအလွန်မြတ်နိုးတဲ့တန်ဖိုးထားတဲ့ဒီခေါင်းတွေကဘာတွေရှိတာတော့အုံနောက်တွေပဲရှိတာအဲ့ဒါကိုပုံပေါ်အောင်ပြောတာအထတသုတိတံတေတံမတ္တလုံကတပုရိတံသူဘတောနံမညတိပါလောအဝိဇ္ဇာယပုရခတောအဝိဇ္ဇာယမှန်မှန်ကန်ကန်မသိမှုလို့ဆိုတဲ့အဝိဇ္ဇာကပုရခတောတဲ့အမြဲတမ်းခြံရံပြီးတော့ဖုံးလွှမ်းပြီးတော့နေတဲ့အတွက်ကြောင့်တော့ဘာလို့အတိညာဏ်နဲ့မိုက်မဲတဲ့ပုဂ္ဂိုလ်တွေဟာနော်ယထာဘုဒ္ဓဟုတ်တိတိုင်းမှန်တိတိုင်းဒီခန္ဓာကိုယ်ကြီးရဲ့သဘာဝကိုနပတ္တိမမြင်ကြဘူးတဲ့မြင်အောင်ကြည့်မယ်ဆိုရင်တော့အရင်ကြီးအခက်အခဲတော့မရှိဘူးနော်မမြင်တာကဘာလို့မမြင်တာတော့လို့မေးရင်မကြည့်လို့မစင်စားလို့မစင်ခြင်းလို့စိတ်မဝင်စားလို့မမြင်ကြရတာဟုတ်တယ်မဟုတ်လားအေးအဲ့တော့ဦးဇင်းတို့ဒီအတုပသဘောလေးကိုမြတ်စွာဘုရားကစနစ်တကျဒါကဦးဇင်းတို့သဝိညာဏကအတုပလို့ဆိုနိုင်တယ်ပေါ့မပြောရတာလေးတွေကိုအကုန်လုံးအစီအစဉ်ကြမှတ်မိဖို့လိုတယ်နော်ဟုတ်လားသွားတယ်ရက်တယ်ထိုင်တယ်အိတ်တယ်ဒါပါလေခန္ဓာကိုယ်ကြီးရဲ့အမူအရာတတ်ပဲပုဂ္ဂိုလ်တတ်တော်သဘောမဟုတ်အဲ့ဒီကနေစပြီးတော့မြတ်စွာဘုရားဟောလိုက်တာအယိုးနဲ့အကျော်နဲ့ရစ်ပတ်ဖွဲ့နှောင်ပြီးတော့နောက်အသားအသွေးနဲ့လိမ့်ကြံပြီးတော့အရည်သူရည်ဖားနဲ့အုပ်ထားတဲ့ဒီခန္ဓာကိုယ်ကြီးထဲမှာနောက်ဦးနဲ့ပြည်နေတယ်စားထားတဲ့အစာတွေနဲ့ပြည်နေတယ်ဟုတ်လားနှလုံးနဲ့ပြည်နေတယ်အဆုပ်နဲ့ပြည်နေတယ်အသေးနဲ့ပြည်နေတယ်တရရွက်နဲ့ပြည်နေတယ်စီးအိမ်နဲ့ပြည်နေတယ်ကြောက်ကနဲ့ပြည်နေတယ်ဟုတ်လားအဲ့ဒီကနေဆက်ပြီးတော့မြတ်စွာဘုရားပြောတော့နောက်နှက်တွေနဲ့ပြည်နေတယ်တတွေးတွေနဲ့ပြည်နေတယ်ဟုတ်လားဒီနှက်တွေတတွေးတွေကပဲတစ်ခါတည်းရမှာနှာခေါင်းကထွက်တယ်တစ်ခါတည်းရမှာပါးစပ်ကထွက်တယ်နောက်သီးကြီးတွေထွက်လာတာလည်းရှိတယ်အဲ့ဒီလိုမြတ်စွာဘုရားဟောပြီးတော့ဒီခေါင်းထဲမှာဘာတွေရှိတယ်လို့ပြောတော့အုံနောက်တွေရှိတယ်ဟုတ်လားအဲ့လိုမြတ်စွာဘုရားကဒီမတင့်နေတဲ့သဘာဝအလွန်ထင်ရှားပါလေခင်နဲ့မသိမှုဆိုတဲ့အဝိဇ္ဇာပုံလွှမ်းထားတဲ့အတွက်ကြောင့်တတ္တဝါတွေဟာဒီအလွန်ထင်ရှားတဲ့အမှန်တရားကိုပဲမသိနိုင်ဘူးမမြင်နိုင်ဘူးလို့ဒီလိုမြတ်စွာဘုရားဟောတာအဲ့လိုဦးဇင်းတို့သဝိညာဏကနောက်အသက်ရှိနေတဲ့ဒီခန္ဓာရဲ့မတင့်နေတဲ့သဘာဝကိုပြောပြပြီးတဲ့နောက်မှာနောက်အသက်ကင်းမဲ့လို့ဝိညာဉ်ကင်းမဲ့လို့သိပြီးတဲ့နောက်မှာဖြစ်ပေါ်လာမဲ့မတင့်တဲ့သဘာဝကိုမြတ်စွာဘုရားဆက်ပြီးတော့ဟောတယ်နော်ယရာသသောမတောတိတိဥဒ္ဓမာတောဝိနိလကောအပဝိတောသုတ်တန္တသမေအနပိခာဟွန်တိညာတယောတဲ့နော်သိချင်းကြလို့သေးလာပြီပျက်စီးခြင်းကြလို့ပျက်စီးပြီဆိုတော့ဒီခန္ဓာကိုယ်ကြီးကဘာဖြစ်လာတော့နော်ဖူးဖူးရောင်လာတယ်နော်အညိုမဲအကွက်တွေဆွဲလာတယ်ဟုတ်လားအဲ့ဒီလိုမျိုးပေါက်ပြန်ပြောင်းလဲမှုတွေအများကြီးဖြစ်ပြီးတော့အလွန်ချစ်ခဲ့တဲ့ခင်ခဲ့တဲ့ဆွေမျိုးမိတ်ဆွေအပေါင်းအသင်းတွေအားလုံးကငဲ့ကွက်မှုကင်းပြီးတော့သူ့ကိုပဲပို့လိုက်တော့သုတ်တံပဲပို့လိုက်မယ်ဘယ်သူမှအိမ်ကိုမထားဘူးတဲ့ဒါခန္ဓာကိုယ်ရဲ့သဘာဝဒါတွေကိုစဉ်းစားရင်ဘာဖြစ်တော့ဒီချက်ကိုစဉ်းစားရင်ဘာဖြစ်တော့တော့မသေးခင်မှာအတိုင်းနဲ့ဝိုင်းနဲ့တော့ချစ်ကြတယ်မျက်နှာကြတယ်ဆိုပြီးတော့တယောက်ကိုတယောက်နော်အားပြုပြီးတော့တယောက်ကိုတယောက်တန်ရောစင်နေနဲ့ရစ်ပတ်ပြီးတော့နေရတာရဲ့အနှစ်သာရကင်းမဲ့ပုံကိုသိနိုင်တယ်ပေါ့ဘလောက်ပဲချစ်ခင်နှစ်သက်မှုမျက်နှာမှုတွေနဲ့တယောက်ကိုတယောက်တန်ရောစင်တွေထားပြီးတော့နေမသေးခင်ပဲဟုတ်တယ်မဟုတ်လားတချို့ဆိုရင်မသေးခင်တောင်မှမသေးခင်လို့အပြည့်အဝပြောလို့မရပါဘူးယောဂဗျာတွေနှိမ့်ဆက်လာပြီးတကယ်ကိုပဲကြီးမကောင်းရှုမကောင်းဖြစ်လာပြီဆိုရင်မသေးခင်ကိုပဲတန်ရောစင်တွေကတိတ်ပြီးတော့မရှိတော့ဘူးမျက်နှာမှုတွေကတိတ်ပြီးတော့မရှိတော့ဘူးသေပြီဆိုရင်တော့သူကိုဘယ်သူမှတန်ရောစင်ကဘာဖြစ်သွားတော့အနပ္ပိခိနောငဲ့ကွက်မှုကင်းသွားတယ်နော်အနပ္ပိခငဲ့ကွက်မှုမရှိတော့ဘူးဒါငါလူလို့ငဲ့ကွက်မှုမရှိတော့ဘူးဒါကိုပြောတာနော်ယရာသသောမတောတိတိဥဒ္ဓမာတောဝိနိလကောအပဝိတောသုတ်တန္တသမေအနပိခာဟွန်တိညာတေယောနော်အလွန်ချစ်တဲ့ဆွေတွေမျိုးတွေကတော့မှကိုယ်ကိုငဲ့ကွက်မှုမရှိတော့တဲ့အတွက်ကြောင့်သုတ်တန်ကိုပဲပို့လိုက်တယ်ပေါ့အဲ့ဒီသုတ်တန်ရောက်သွားပြီဆိုတော့ဘာဖြစ်တော့နော်ခါရန္တိနံသူနာဝသူဝါနာသသင်္ဃာလာသဝကာကိမိကာကာဂိဇာသခါရန္တိရေစင်ကြီးတန်တိပန္နိနောတဲ့နော်ခွေးတွေကစားကြမယ်တဲ့ဒီအလောင်းကောင်ကြီးကိုဟုတ်လားငါနဲ့တသက်လုံးမျက်နှုံထွေးပိုက်ခဲ့တဲ့ဒီခန္ဓာကိုယ်ကြီးကိုခွေးတွေကစားကြမယ်တဲ့အမြေခွေးတွေကစားကြမယ်တဲ့နော်တစ်ကျုပ်တွေကစားကြမယ်တဲ့ပိုးနောက်တွေကစားကြမယ်တဲ့ကာကာဂိဇာစားနော်လင်းဓာတွေကြီးတွေဒါတွေကထိုးကြမယ်စားကြမယ်ရေစင်ကြီးတန်တိပန္နိနောတဲ့တခြားသောဒီခန္ဓာကိုစားမဲ့တတ္တဝါတွေအများကြီးရှိတယ်တဲ့အဲ့ဒီတတ္တဝါမျိုးစုံကဒီခန္ဓာကိုစားကြလိမ့်မယ်တဲ့ဒါအမှန်တရားပဲဟုတ်တယ်မဟုတ်လားအဲ့လိုမြတ်စွာဘုရားဟောပြပြီးတဲ့နောက်မှာသုဒ္ဓဝါနဗုဒ္ဓဝဆနံဘေကုပညာနဝါဣဒသောခောနံပရိဇာနန္တိယထာဘူတင်ကြီးပတ္တိမြတ်စွာဘုရားဟောပြထားတဲ့အဲ့ဒီအမှန်တရားဒီခန္ဓာရဲ့လမ်းစဉ်ဒီခန္ဓာရဲ့အမှန်တရားဖြစ်တဲ့
ဒီတရားဒေသနာကိုနာယူလို့သိမြင်နားလည်ထားတဲ့ပညာဉာဏ်နဲ့ပြည့်စုံတဲ့ယဟန်တော်ဟာတဲ့ဒါလူတွေလည်းပဲအကျုံးဝင်ပါတယ်အသိဉာဏ်ရှိလို့ရှိရင်ဟုတ်လားအဲ့ဒီပုဂ္ဂိုလ်တွေဟာသောခန္ဓာပရိဇာနတိယထာဘူတင်ကြီးပတ္တိနောက်ဒီခန္ဓာရဲ့ပုံမှာပိုင်းပိုင်းခြားခြားသိသိခြားခြားသိတယ်နားလေတယ်မြင်တယ်တဲ့သောခန္ဓာပရိဇာနတိယထာဘူတင်ကြီးပတ္တိမှန်မှန်ကန်ကန်မြင်တယ်ပိုင်းခြားပြီးတော့ကိုသိတယ်ဟုတ်လားဘလို့တွေဖြစ်နေတာဆိုတော့ပိုင်းခြားပြီးတော့သိတယ်မြင်တယ်အဲ့လိုသိလာတယ်မြင်လာတယ်ဆိုတော့သူဘလို့ဖြစ်လာတော့နော်ယထာဣဒံတထာဣဒံယထာဣဒံတထာဣဒံဣဇတင်္စဗိဓာစကာယေသန္တဝိရာစေဟောဒီကာထာလေးလည်းတော်တော်ကောင်းတယ်ယထာဣဒံတထာဣဒံယထာဣဒံတထာဣဒံအဲ့ဒါဘာပြောတာတော့နော်အခုဒီမှာဆိုကြပါစို့ရုပ်အလောင်းတစ်လောင်းကိုယ့်ရဲ့ရှေ့မှာမျက်စိနဲ့နော်စိတ်ကူးလေးနဲ့ကြည့်ကြည့်စမ်းနော်အဲ့ဒီသေဆုံးသွားတဲ့ရုပ်အလောင်းဒီတစ်ချိန်လုံးကကိုယ့်လိုပဲသွားသွားလာလာစားစားတောက်တောက်ပျော်ပျော်ဆူဆူနေခဲ့တဲ့အနေအထားရှိတယ်တဲ့နော်ဆိုလိုတာကအဲ့ဒါကြီးကတစ်ချိန်လုံးကငါလိုဖြစ်ခဲ့တာလို့ပြောတာအဲ့ဒါကြီးကတစ်ချိန်လုံးကဒီလိုဖြစ်ခဲ့တာယထာဣဒံတထာဣဒံဆိုအဲ့ဒါကိုပြောတာယထာဣဒံတထာဣဒံဆိုတာကအခုသွားသွားလာလာစားစားတောက်တောက်ပျော်ပျော်ဆူဆူလုံနေတဲ့ဒီခန္ဓာကိုယ်ကြီးကအဲ့ဒါကြီးလိုဖြစ်အောင်မှာလို့ပြောတာဟောအပြင်းပြင်းလှန်လှန်သူကစဉ်းစားတာအဲ့ဒါကြီးကဒါလိုဖြစ်ခဲ့တယ်ဒါကြီးကလည်းအဲ့ဒါကြီးလိုဖြစ်အောင်မယ်လို့ပြောတာနားလေလားမသိအပြင်းပြင်းလှန်လှန်စဉ်းစားတာနော်သေတဲ့လူဟာတစ်ချိန်လုံးကရှင်သန်တဲ့ခါကာလတုန်းကကိုယ့်လိုပဲနေခဲ့ထိုင်ခဲ့တာအခုသေသွားပြီပေါ့အခုရှင်သန်နေတဲ့ကိုဆိုတာကြီးကလည်းပဲတစ်ချိန်မှာအဲ့ဒီသေတဲ့အနေအထားရောက်သွားတဲ့တရားလိုပဲမလုပ်ကြအောင်လို့သေကြရအောင်ပဲနော်အဲ့ဒါကြီးကဒါလိုဖြစ်ခဲ့တယ်ဒါကြီးကအဲ့ဒါလိုဖြစ်အောင်ပါဟောအဲ့လိုပြောလိုက်ရင်ပုံမရှင်းဘူးလားဗျာရှင်းတယ်နော်ယထာဣဒံတထာဣဒံယထာဣဒံတထာဣဒံဣဇတင်္စဗဟိဒါစကာယေသန္တဝိရာစေဣဇတင်္စဗဟိဒါစဣဇတဆိုတာဘာပြောတာလဲအတွင်းကိုပြောတာနော်ဗဟိဒါဆိုတာအပြင်ကိုပြောတာအဲ့ဒါရဲ့ပုံမှာကာယေသန္တဝိရာစေစွဲမဲ့တဲ့နော်ဒီကိုယ့်ရဲ့ကာယရဲ့ပုံမှာသူတော်ရဲ့ကာယရဲ့ပုံမှာစွဲမဲ့တဲ့နော်သန္တာရာဂကိုဝိရာစေသူဘာလုပ်နိုင်တော့ဖယ်ရှားနိုင်တယ်တဲ့နော်ခုနတုန်းကဦးဇင်းတို့နော်စဉ်းစားတဲ့နီးကလေးနော်အဲ့ဒါကြီးကဒါလိုဖြစ်ခဲ့တဲ့ဒါကအဲ့ဒါလိုဖြစ်အောင်မယ်ဟုတ်လားအဲ့ဒီစဉ်းစားတဲ့အချက်နဲ့ပတ်သက်ပြီးတော့နော်မင်းကွန်းစတော်ကြီးနော်အထကရာအဖွင့်နေတဲ့အညီပြောပြထားတဲ့စကားလေးကအရင်မှတ်သားကြကောင်းတယ်ဘုဒ္ဓတရတယ်အပြောထားတော့ဆိုတော့အဲ့ဒါကြီးကဒါလိုဖြစ်ခဲ့တယ်လို့အဲ့လိုစဉ်းစားမယ်ဆိုလို့ရှိရင်တတ္တဝါတွေရဲ့ပုံမှာဖြစ်တဲ့ဒေါသနည်းသွားမယ်တဲ့ဟောအဲ့ဒါကိုစဉ်းစားသိချင်တာဦးဇင်းကနော်သေတဲ့လူတွေဟာတစ်ချိန်လုံးကတို့လိုရှင်ခဲ့တာပဲဟုတ်လားသေသွားတဲ့လူဟာတစ်ချိန်လုံးကတို့လိုရှင်ခဲ့တာပဲလို့အဲ့ဒါကိုထက်ခါစဉ်းစားလို့ရှိရင်တခြားသောလူတွေရဲ့ပုံမှာဖြစ်တဲ့ဒေါသနည်းနိုင်တယ်တဲ့ဘာလို့နေတာတော့ဩဒီလူတွေသေကြမှာလို့သိသွားတာဗျဟုတ်တယ်မဟုတ်လားကျန်တဲ့မသေးသေးတဲ့လူတွေလည်းဘာဖြစ်မှာတော့သေသွားမှာနော်ခုသေသွားတဲ့လူဟာတစ်ချိန်လုံးကကိုယ့်လိုဖြစ်ခဲ့တာဆိုတော့အခုရှင်နေပြီလို့သေကြမဲ့လူတွေကြီးပဲလို့တွေးရရောက်သွားတဲ့အတွက်ကြောင့်တတ္တဝါတွေရဲ့ပုံမှာဖြစ်နေတဲ့ပါတော့ဒေါသနေသွားတယ်တဲ့ဟုတ်လားဒါကအဲ့ဒါကြီးကဒါလိုဖြစ်ခဲ့တာလို့စဉ်းစားရင်ဒေါသနေသွားမယ်တဲ့သူများပုံမှာဖြစ်တဲ့ဒေါသဒါကြီးကအဲ့ဒါလိုဖြစ်အောင်မှာလို့စဉ်းစားရင်ဘာနေသွားမလို့လဲကိုယ်ခန္ဓာရဲ့အကြောင်းကိုနားမလဲတဲ့မောဟတွေနေသွားမယ်တဲ့အရန်သဘောကျတဲ့ဦးဇင်ကအဲ့ဒါလေးကိုဟုတ်လားကိုယ်အခုတော်လာစားစားတောက်ပျော်ပျော်ဆူဆူရှင်သန်နေတယ်ပေါ့နော်သို့တော်လည်းပဲတစ်ချိန်မှာအဲ့လိုဘာလို့အောင်လို့ဖြစ်အောင်မယ်အဲ့ဒီလိုစဉ်းစားလို့ရှိရင်ဘာနေသွားမလို့မောဟနေသွားမယ်နော်ကိုယ်ခန္ဓာရဲ့အကြောင်းကိုမသိတယ်ပါတော့မောဟဓာတ်တွေနေသွားမယ်ဘာကြောင့်မောဟဓာတ်တွေနေသွားမလို့ဆိုရတော့တစ်ချိန်မှဒါကြီးကပျက်စီးမဲ့အရာကြီးပဲလို့ဒါရဲ့အမှန်ကိုစဉ်းစားရရှောက်သွားလို့ဟုတ်တယ်မဟုတ်လားဒါကြောင့်အဲ့ဒီလိုအပြန်ပြန်လှန်လှန်စဉ်းစားတဲ့မြတ်စွာဘုရားရဲ့ဟောပြောချက်ကလေးကဒကာဓမ္မတို့အရင်တို့အများကြီးအသုံးချဖို့လိုတယ်ပေါ့နော်အဲ့ဒါကြီးကဒါလိုဖြစ်ခဲ့တာဒါကြီးကအဲ့ဒါလိုဖြစ်အောင်ပါဟုတ်လားအဲ့လိုစဉ်းစားခြင်းအဖြစ်တတ္တဝါတွေရဲ့ပုံမှာဖြစ်နေတဲ့ဒေါသနဲ့ကိုယ့်ဘဝရဲ့ပုံမှာဖြစ်နေတဲ့မောဟဘာဖြစ်သွားနိုင်တော့နည်းသွားနိုင်နေတဲ့အဲ့ဒီချက်လေးပြောပြထားတာစိတ်ဝင်စားတယ်ကောင်းတယ်နော်အေးအဲ့ဒါမြတ်စွာဘုရားကဘုရားဟောထားတဲ့ဒေသနာတွေနဲ့ညီဒီခန္ဓာရဲ့သဘောကိုမှန်မှန်ကန်ကန်သိတဲ့ဉာဏ်ပညာရှိတဲ့ပုဂ္ဂိုလ်ဟာအဲ့လိုအသိဉာဏ်ပညာတွေကျယ်ပြန့်လာတယ်ပေါ့ဟုတ်လားယထာဣဒံတထာဣဒံယထာဣဒံတထာဣဒံဣဇတင်္စဗိဓာစကာယေသန္တဝိရာစေသန္နရာဂောဝိရတောသောဘိက္ခုပညာနဝဣဒံဣဇကအမတံတန်တိနိဗ္ဗာန်ဗရမစ္ဆုတံအဲ့ဒါလို့အတွင်းအပြင်မှာဖြစ်ပေါ်နေတဲ့သန္နရာဂကိုဖယ်ရှားနိုင်မယ်ဆိုလို့ရှိရင်တဲ့ဣဇကအမတံတန်တိနိဗ္ဗာန်ဗရမစ္ဆုတံနိဗ္ဗာန်ချမ်းသာကိုတော့မျက်မှောက်ပြုနိုင်တယ်နိဗ္ဗာန်ကိုတော့ရနိုင်တယ်မဉ္ဇဉ်ပူညာကိုတော့ရနိုင်တယ်လို့ပြောတာဒါအလွန်သတိထားကြကောင်းတဲ့ဒေသနာပဲ
Isaga Amadan Tante Nivana Bada Mizutan Amadan Babio Madia Niva Ubioravano Isaga Amadan Tante Tante Sodavado Ninjamu Asset Niva Ubiorave Bada Mizutan Isudan Shuliaji Mashido Tesuni Mashido Daleba Ubiora Niva Ubiorave Bada Minion Shati Ayado Daleba Biora Niva Ubiorave Isaga Amadan Tante Nivana Bada Mizutan Elo Ninjamu Asipide Madia Pide Di Niva Nadago Isaga Eri Bogua Shali me Shauli me Lupiora No Kanaya Jango Mamanganti on Dikota Kapatango Sivian Biro Juda Mesu Ye Nimi Kanadruva Kanaya Boma Solam Memore Sanara Gabu Chonginzi Biro also many Punya Niva go down Papiamaro Yamopua me Luhora Hoyala Tagaujino No attention the Mamsiboni Aduba Teso Bidana Mamsiboni Aduba Tadigo Storm Yaswabia, Hopia Biro, Biamia and Pamba, Loga yet the Vokana yet Vogo Nale out, Josa Kaita. Edlum Yaswabia, Hopia Bidanoma, Nigonjo Katanabo Sabiro Hore. No, Pahoro Zoro. Dvibargoya Adusi Dogano Prihidi, Nana Kunaba Pribudo, wait now on the door. No Kanaya the Babago, Yentabiro, Choke Biro Jolita Yaswabia. Dvibargoya Adusi Dogano Prihadi. Dvibargoya. A young guy of Hori Kanaguji, Dvibarago, Chilon the Township, the Chilon the Township Kanaguji, that Ludarigo Digaji Namo. No Chilon the Township Kanago, Yeti Miaugino, no Guadaguago, Algo Lebi or Tauta the Lumiove. Odamola. No Di Kanaya the Bawa, Hola, Chilon the Township, Di Kanaguji, Dvibaragoya, Adusi, Messenger in a pinide. Dogano, Macone and Nanny were sheeted. Pay say by Liu with the Garmalino Nanshu Gigi, Kaune and Nantola Kuma, Meshi. Messenger Regive and Namacona Regive soon needed Chine Chone Dicana good. Hola. Eddie Canagoa, Balonia, pre higher tea, a mere Balonia, Pieniare, Seniare, Pubianiare. Yemucho Biare, Hola, Peeling Jensen Biare, Oesane, Wesen Biare, Udi Matendare. Just as a word, Pomala, a mew the Garamado Ujinuria, Poya Pia logo, Loa, Loa, no, Luren, Loa, Hola. Now lower and Leve Canaya the Bavago, 3 Yamino, along Calme, Hola. Taya the account and the Tago, Memorial Scene and Lodane, Hola. T alone Yamja de Abico, Melo Chilo Loara, so you with a scene and Lodane, Loara, and Nidara, Tunaimala, Edumero. No, Waga Lovane, Mayamun and Loda, no? Tagabale, Timian Ale Moon and Loda, oh, Daya, Basilo Lemea, Majolo Lemea, Hola, Adalum Yoko, Amandiago, Tibi, or Lomesh Loshi, not the low, you know, Yemo, Chuyenego, where Kanaya Jango, not the Dia, Timide, not the Didi Yanni of Chenamula, Chenade. Tibaragoya Adosi Doga no Priharadi, Nana Kunaba Pribudo, with that one door. Edlu Balaube Goga, no Dicanaguia Boma, you side bit of Pia Sea, Loa Pia Vimeluleve, Tugaro, Nana Kunapa Priburo, a Mew though, a boat of Sienale, Jimmy Gibido, needed, 2 of John Eduardo, Michi. We are up the deity, Kubalaube Lolo, 2 years of Avagado, did I need Lodabiola. Hola, Nana Kunapa Priburo, wait that one door, the door. No Mew though about the Gani Biro, Tilo, Ticanaguia, the Bawa, Yusi Biro, Nini Rave, Yasopia, Domishida. Now Songa Taja of Babioro. No, Tibaragoya Adusi Dogano Prihidi, Nana Kunaba Pribudo, with that one at the door. Ida did na Gayena, Yomini, Ona made the way, Parawa Awazania, Kimi Yatra Adatana. No Digataligo, no a Mieni, Jusari, Myaji Pala, the Borari, Myaji Palare, Babioro. Ida did na Gayena. Dilu Kanaguji Munemia, oh, so I'm Yabio, no Kanaguya Jam, Hola. Dilu Yonsha were Kanaguji Munemia. Go Miendem Biro, Trovago, Shunchame, Solushi, go attend Gibiro, Trovago, attend the name Solushi, Daha Amandiago, Madime Mienga, Luelu, a cha Jam Shiva wood. Guy, block your account, no? Nadilo Kanaguji Mune, Trovago, attend the me, go, Miendem name Suye, Daha Amandiago, Madime Mienga, Luelu, a cha Jam, Shiva, Soloda Matilo, Edlumio, Lonida, Lupiora. Hola. The Garamado, you know, put in the Rari Sulagaro. Go, Nimo Zone, hold the Gaune Lieutenant Aveli.
စိတ်ပိုင်းဆရာလည်းငါမစိုးပါဘူးစိတ်ဓာတ်ကလေးကဟုတ်လားအမျိုးမျိုးကောင်းတယ်လို့ထင်တဲ့အပိုင်းတွေအများကြီးမရှိဘူးလားရှိတယ်နော်သူများကိုကြတော့အထင်သေးတာမျိုးရှုံချတာမျိုးအဲ့ဒါမျိုးတွေကမရှိဘူးလားရှိတယ်နော်သူတော်ဘာကိုနှိမ်ချတဲ့ကိုမြင့်တင်တဲ့ဒီအလေးကျင့်စိုးကိုဒီဒေသနာကိုအမှတ်ရခြင်းအဖြစ်လည်းပဲတတ်နိုင်သမျှနေပါအောင်ကြိုးစားကြရမယ်ပေါ့ဟုတ်လားဒါကြောင့်ဘိဓပေါင်းသူတော်ကောင်းတို့ဒီခန္ဓာရဲ့သဘာဝဟာဒီတိုင်းရှိတယ်ဆိုတာလေးကိုဒီအမှန်တရားဟာတကယ်တမ်းကသိအောင်ကြိုးစားခြင်းနဲ့သိအောင်ကြိုးစားမယ်ဆိုရင်အရင်ကြီးခက်ခက်ခဲခဲကြီးမရှိဘူးလို့ဦးဇင်းထင်တယ်ဟုတ်လားခုမသိကြဘူးမမြင်ကြဘူးဆိုတာဘာလို့မသိတာလဲမမြင်တာတော့လို့မေးရင်မစင်သားလို့မစင်ခြင်းလို့ဟုတ်လားဒါနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားမှုမရှိလို့တကယ်ဒီဦးဇင်းတို့ခန္ဓာရဲ့မတင့်တဲ့သဘာဝကိုအမှတ်ရတဲ့ဒီအတုပတင်ညာဆိုတာကကြင်ပါများစွာပွားများကြိုးစားအထောက်မယ်ဆိုလို့ရှိရင်နိဗ္ဗာန်ချမ်းသာကိုတော့မျက်မှောက်ပြုနိုင်တဲ့တရားလို့မြတ်စွာဘုရားဟောတာဟုတ်လားအဲ့တော့ဒီနေ့မှာဦးဇင်းတို့အလွန်ထင်ရှားတဲ့ကောင်းကျိုးရလဒ်ကတော့ငါဆွဲသူဆွဲပုဂ္ဂိုလ်တ attva ဆွဲတော့အများကြီးနေသွားနိုင်တယ်အဲ့ဒါကတော့အလွန်မှထင်ရှားတယ်ပေါ့ဆိုကြပါစို့အယိုးတို့ရဲ့အစုအဝေးအသားတို့ရဲ့အစုအဝေးအသွေးတို့ရဲ့အစုအဝေးတခုချင်းကွက်ပြီးတော့ကြည့်မယ်ဆိုရင်ပုဂ္ဂိုလ်တ attva မပါဘူးမရှိဘူးဆိုတာထင်ထင်ရှားရှားမသိနိုင်ဘူးလားသိနိုင်တယ်နော်ဆိုကြပါစို့ကိုယ်ရှိမှအယိုးတစ်ချောင်းကျနေတယ်ဆိုရင်အဲ့ဒီအယိုးကြီးကိုဘယ်လိုသဘောထားမလဲပုဂ္ဂိုလ်တ attva တို့သဘောထားမလားမထားပါဘူးဟုတ်တယ်မဟုတ်လားစဉ်းစားကြည့်နော်ကိုယ်ရှိမှသွေးပလင်းတပလင်းပေါက်ပြီးတော့ကြပြီးတော့ကိုယ်ရဲသွားတယ်သွေးတွေကိုမြင်ရတယ်ဆိုအဲ့ဒီသွေးတွေကိုပုဂ္ဂိုလ်တ attva တို့ထင်ပါသလားမထင်ပါဘူးသွေးတွေကိုဘယ်လိုထင်လို့သွေးတွေလို့ထင်တာပေါ့ရိုးလေးနော်အဲ့လိုပဲဦးဇင်းတို့ဈေးမှာရောင်းနေတဲ့အမဲသားတွေဝက်သားတွေအသားတွေကြီးတွေဘာလို့ထင်တော့အသားတွေလိုပဲထင်တာပေါ့ဟုတ်တယ်မဟုတ်လားအဲ့လိုပဲကိုယ်ဘဝကိုယ်ခန္ဓာကိုလည်းပဲဒါအယိုးရဲ့အစုအဝေးအယိုးကိုတည်တည်ချာချာကွက်ပြီးတော့ဦးဇင်းတို့စဉ်းစားမယ်ဆိုရင်သူကကမ္မထန်တရားတစ်မျိုးပဲအဋ္ဌိကကမ္မထန်ဆိုတာရှိတယ်ဟုတ်လားဒီအယိုးကဒီယုံပိုင်းခန္ဓာမှာသူကအခြေခံအကြသုံးသောတိဆောက်ထားတဲ့အဓိကအကြသုံးသောအင်္ဂါအစိတ်ပိုင်းပဲစိတ်ကူးနဲ့ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့အယိုးတွေကိုဖဲပြီးတော့ကြည့်ပါလားခေါင်းဝါစားပြီးတော့ကြောယိုးကြီးလက်ယိုးကြီးဟုတ်လားနံယိုးခြေတော်ယိုးအယိုးတွေအကုန်လုံးဖယ်လိုက်မှဆိုရင်ဘလို့မြဲနေမလဲခန္ဓာကိုယ်ကြီးတစ်ခုလုံးကအဝိစုပ်ပုံကြီးလို့ပုံကျသွားမှာပေါ့နော်အရည်တွေနဲ့သွေးတွေနဲ့အသားတွေနဲ့အထွတ်ကကလီစာတွေနဲ့ပုံကျသွားမယ်အယိုးမရှိဘူးဆိုရင်ဒီပုံစံလေးဖြစ်မလားမဖြစ်ဘူးအခုပုံစံကလေးထောင်လေးမတ်လေးလုံးတန်းတဲ့ကနေအယိုးကဘလောက်အခရာကျလဲဆိုတာအလွန်တရာမှထင်ရှားတယ်ဒါကြောင့်ဒီအယိုးစုကိုစဉ်းစားဆင်ခြင်ခြင်းအပြင်လည်းပဲခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိတဲ့မြင်တဲ့ဉာဏ်ပညာတွေအများကြီးမြင်မလာနိုင်တယ်ပေါ့ဟုတ်လားဒါကမြတ်စွာဘုရားကတိတိမာရဲ့ရုပ်ကလပ်ကိုပြပြီးတော့ရောက်ရှိလာတဲ့ယဟန်ပရိသတ်လူပရိသတ်နတ်ပရိသတ်အဲ့ဒီပရိသတ်တွေကိုမြတ်စွာဘုရားဒီတရားဒေသနာကိုဟောပြတာနောက်ဆုံးဂါထာလေးကတော့ပရိသတ်ပေါင်းတော်ပေါင်းတို့ကိုဦးဇင်းတို့ကစွဲသေးခြင်းပါတယ်ဟုတ်လားဧတာတိတေနာကာယေနယောမင်းကြီးဩနမေတေဝေပရံဝဝါစေနေယကိမေညတရာအတ္တတနာဒီလိုခန္ဓာကိုယ်ကြီးမျိုးနဲ့များကိုအထင်ကြီးပြီးတော့သူများကိုအထင်သေးနေခြင်းဟာမတိမမြင်ခြင်းကိုထားလို့ကြံတဲ့အကြောင်းတရားဘာမှမရှိဘူးလို့ဒီလိုဟောတာဟုတ်လားဒါကြောင့်ကိုဟာတိတဲ့မြင်တဲ့လူဖြစ်အောင်အခုခန္ဓာရဲ့သဘာဝကိုအများကြီးလေ့လာလိုက်စားဖို့မလိုဘူးလားလိုတယ်အဲ့လိုတိတာမြင်တာများလာလို့ရှိရင်အထင်ကြီးတာတွေအထင်သေးတာတွေဘာဖြစ်သွားနိုင်တော့အများကြီးနေသွားနိုင်တယ်ဟုတ်လားအထင်ကြီးမှုအထင်သေးမှုကလည်းစိတ်နှလုံးကိုအများကြီးပင်ပန်းစေတာပဲနော်သူများကိုထင်သေးနေတဲ့အချိန်မှာကိုယ်စိတ်ထဲမှာချမ်းသာသလားလို့စဉ်းစားကြည့်ကိုထင်ကြီးနေတဲ့ခါမှာကိုချမ်းသာသလားလို့စဉ်းစားကြည့်ချမ်းသာမှုမရှိဘူးပူလောင်မှုလေးလံမှုပဲရှိတယ်ဟုတ်လားအထင်သေးစရာကောင်းလို့အထင်သေးတယ်ဆိုအောင်တောင်မှသူအထင်သေးစရာကောင်းတာကကောင်းတာပဲကိုထင်သေးရင်တော့ကိုဆင်းရဲရတာအမှန်ပဲဒါကြောင့်မေတ္တာပို့လည်းမပါဘူးလားအထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေဟုတ်လားဒါကြောင့်ပေးတဲ့ပေါင်းတော်ကောင်းတို့အထင်သေးစရာလူကိုအထင်ကြီးစရာလူလို့မှတ်ရမယ်လို့ဆိုလိုတာမဟုတ်ဘူးနော်သူအထင်သေးစရာအထင်ကြီးစရာသူကိစ္စကိုယ်စိတ်တွေကအထင်သေးမိရင်တော့ကိုယ်မှာဘာဖြစ်မလို့အကုသိုလ်ဖြစ်ရတယ်နားလည်းပေးရတယ်အထင်သေးတာထဲမှာဘာတွေပါတော့ဒေါသတွေပါတယ်နော်မုန်းတီးတဲ့သဘောတွေပါတယ်နော်ဟုတ်တယ်မဟုတ်လားမတွေးနိုင်ဘူးလားတွေးနိုင်တော့မကြိုက်ဘူးနော်ဒီဥစ္စာကိုဟုတ်လားမကြိုက်တာဘာလို့ပြောမှာတော့ဒေါသသဘောမပါဘူးလားပါတယ်နော်ဟုတ်လားဒါကြောင့်ဒီလိုခန္ဓာကိုယ်ကြီးမျိုးနဲ့များကိုမြင့်တင်ပြီးတော့သူတစ်ပါးကိုနှိမ့်ချနေမယ်ဆိုရင်ခန္ဓာရဲ့သဘာဝကိုမတိမမြင်ခြင်းကလွဲလို့တခြားအကြောင်းမရှိဘူးဆိုတဲ့မြတ်စွာဘုရားရဲ့ဒေသနာကိုစွဲသူမြင်မှတ်သားထားဖို့မလိုဘူးလားလိုတယ်အဲ့ဒါဦးဇင်းတို့အဲ့ဒီဒေသနာတွေကိုမြတ်စွာဘုရားဟောပြပြီးတဲ့နောက်မှာရောက်ရှိလာတဲ့ပိဋကတ်သည်မဉ္ဇဉ်ပူဉ္ဇဉ်တရားတို့တရားမြတ်တွေကိုရကြတယ်လို့ဓမ္မပဒထကရာထဲမှာအဲ့ဒါလိုလေးမှတ်တမ်းတင်ထားတာရှိပါတယ်ဟုတ်လား
အဲ့ဒါဦးဇင်းတို့တိတိမာနတ်မိဘုရားကြီးကတော့နော်တိတိမာဘွားတော်ကသူကသောတာပန်ဖြစ်တာအဲ့ဒါယာမနတ်ပြည်ရောက်ပြီးနတ်မိဘုရားဖြစ်မှနော်သူယုတ်ကလတ်ကိုအကြောင်းပြုပြီးတော့ဟောတဲ့ဒီဒေသနာကိုလာနာရင်းနဲ့အဲ့အနာဂါမိမဉ္ဇဉ်ဘုံဉဏ်ရတယ်အဲ့ဒီနတ်မိဘုရားကြီးကအနာဂံဖြစ်တာတိရိမာကိုစွဲလန်းနေတဲ့ယဟန်တော်ကတော့သောတပတ္တိမဉ္ဇဉ်ဘုံဉဏ်ကိုရတယ်တဲ့သူလည်းပဲအတိတုဉဏ်ကိုရသွားတာပဲဟုတ်လားတပိသဘောင်းသူတော်ကောင်းတို့စဉ်းစားကြည့်နော်ဒီယုတ်ကာယရဲ့နော်သဘောအမှန်တွေကိုမှန်မှန်ကန်ကန်သိအောင်နော်ကြည့်တဲ့အောင်မြတ်စွာဘုရားသင်ပေးတာကိုသူတို့ကြိုးစားရင်းနဲ့ပါရသွားတာတော့တရားတို့တရားမြတ်ကိုရသွားတာနော်သစ္စာလေးပါးကိုသိသွားတာပါပဲဟုတ်တယ်မဟုတ်လားဒါကြောင့်ပိသဘောင်းသူတော်ကောင်းတို့နောက်မှန်တရားကိုသိအောင်ကြိုးစားကြဖို့အထောက်ကြဖို့ရောက်ရှိလာကြတဲ့နော်ဒီတရားစကားမှာဒီလိုတရားဒေသနာတွေကိုကြည်ကြည်ပြန့်ပြန့်ဒါတွေကလည်းပဲတရားတို့တရားမြတ်ရခြင်းရဲ့အကြောင်းတရားတွေလို့ဒီလိုနားလည်ဖို့မလိုဘူးလားမိမိတို့အထောက်နေတဲ့နော်မူရင်တတိပဋ္ဌာန်ဘာဝနာတရားထဲမှာလည်းပဲဒီအာနာဒီအတုပတိနော်ပฏิကူလမနတိကာရဆိုပြီးတော့နော်ကမ္မထတရားတစ်ခုအနေနဲ့မပါဘူးလားပါတယ်နော်ဒါပေမဲ့ဒီမှာထိုင်ရင်းနဲ့အထုတ်ဖို့ကတော့ဒါဝင်လေထွက်လေကိုအဓိကထားပြီးတော့မှတ်ကြတာကျန်တဲ့ချိန်မှာတော့ထင်ရှားဖြစ်နေတဲ့သဘာဝတရားတွေကိုမှတ်ကြတာပေါ့သို့တော့ကိုကစိတ်ဝင်စားမယ်ဆိုလို့ရှိရင်အခုပြောနေတဲ့ဒီကုဋ္ဌာတကမ္မထကိုလည်းပဲစဉ်းစားဆင်ခြင်လို့မရဘူးလားရတယ်ဘယ်လိုစဉ်းစားဆင်ခြင်မလို့အယိုးကြီးကိုပထမဆုံးအရင်ပုံဖော်ကြည့်လိုက်ဟုတ်လားဒါကဦးဇင်းတို့အထောက်အကူပစ္စည်းတွေကိုအသုံးပြုပြီးတော့လုပ်မယ်ဆိုရင်ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ခြေပြားနေပြီးတော့ခေါင်းတိုင်အောင်အယိုးကြီးဘလို့တိဆောက်ထားတော့ဘလို့ပုံသဏ္ဍာန်ရှိတော့အဲ့ဒီအယိုးကြီးကိုယ်ခန္ဓာထဲမှာရှိနေတာပဲဟုတ်လားအဲ့ဒီအယိုးကြီးကိုပုံပေါ်အောင်အရင်ကြည့်ပြီးရင်အသားအသွေးနဲ့လိမ့်ချမ်းထားတယ်အရည်တူပန်းနဲ့အုပ်ထားတယ်ဟုတ်လားအတွင်းထဲမှာခေါင်းထဲမှာအုံနောက်တွေရှိတယ်နောက်ရင်ခေါင်းပိုင်းမှာအစုပ်နဲ့နှလုံးရှိတယ်ဝမ်းပိုက်ပိုင်းမှာအသေးရဲ့အစာအိမ်ရဲ့ဥသိမ်းရဲ့ဥမရဲ့အစာသေးရဲ့အစာဟောင်းရဲ့ကြောက်ကက်ရဲ့နော်အပြင်းဆိုတဲ့တဲ့ရဲ့စီးအိမ်ကြီးရဲ့ရှိနေတယ်ဟုတ်လားနော်အသီးကြီးအိတ်လေးဆိုတာလည်းရှိသေးတယ်နော်အဲ့လိုမျိုးတရားဓမ္မတို့ဦးဇင်းတို့အပြန်လန်စဉ်းစားကြည့်မယ်စဉ်းကျင်ကြည့်မယ်နော်သွေးတွေစီစဉ်နေတာရှိတယ်ကျွေးတွေထွက်နေတာရှိတယ်တိခန္ဓာမှာရှိနေတဲ့သဘာဝပဂရိမျက်စိနဲ့တောင်မြင်နေရတဲ့ဒီသဘာဝတရားပဲဟုတ်လားအဲ့ဒါကိုကစဉ်းစားမယ်စဉ်းကျင်မယ်ဆိုလို့ရှိရင်ပုဂ္ဂိုလ်တ attva လို့စွဲနေတဲ့တက္ကာယဒိဋ္ဌိဟာအများကြီးညှော်နေသွားကြအကြောင်းမရှိဘူးလားရှိတယ်လက်ကိုယ်တိုင်စဉ်းစားပြီးတော့ကိုယ်စိတ်ထဲမှာဘယ်လိုခံစားရလဲဆိုတာကိုကိုယ်တိုင်နားလည်အောင်ကြိုးစားကြည့်ပေါ့ဟုတ်လားအဲ့ဒါကိုနားလည်အောင်ကြိုးစားနေခြင်းဟာလည်းပဲကမ္မထန်တရားအထုတ်နေခြင်းပဲလို့ဒီလိုလည်းပဲနားလည်ဖို့လိုတယ်နော်ကမ္မထန်တရားကိုလည်းစွဲနေမှာဆိုရသေးတယ်နော်ဒါလုံးမှကမ္မထန်လို့ဒါလွတ်လို့ဒီပြန်လို့ဒါကမ္မထန်အလုံးမဟုတ်ဘူးလို့ကန့်သက်ချက်တွေနဲ့စွဲနေမှာဆိုရသေးတယ်မြတ်စွာဘုရားဤမျိုးစုံဟောတာနော်ခုဟောတာလည်းဘယ်သူဟောတာတော့မြတ်စွာဘုရားဟောတာပဲဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းတို့အားလုံးကိုစမ်းပြီးတော့ကြည့်ကြည့်တော့စွဲစွဲမြဲမြဲလှုပ်ကြည့်သူ့မှာလည်းပဲထူးခဲ့တဲ့အကျိုးအာနိသင်ရှိတယ်ဆိုတာကိုယုံကြည်မှုနဲ့လှုပ်ကြဖို့မလိုဘူးလားလိုတယ်ဟုတ်လားကျန်တဲ့အချိန်တွေမှာလည်းပဲဒကာဓမ္မတို့အရင်တို့စိတ်ဝင်စားတယ်ဆိုရင်လှုပ်လို့မရဘူးလားရှားတာပဲနော်ရိတ်တာရောက်မှလှုပ်ရတာမဟုတ်ပါဘူးနော်ကျန်တဲ့အချိန်တွေမှာအမှတ်ရတဲ့အချိန်တွေမှာအလွန်မြင့်မြတ်တဲ့အလုပ်နော်မှန်ကန်မှုကိုဖြစ်စေတဲ့အသိဉာဏ်ကိုဖြစ်စေတဲ့အလုပ်တွေဆိုပြီးတော့တကယ်ယုံကြည်မှုနဲ့လုပ်မယ်ဆိုရင်အချိန်တိုင်းကိုလုပ်မယ်ဆိုရင်လုပ်လို့မရဘူးလားရတာပေါ့ဟုတ်လားဒါကြောင့်ဒီကနေ့ညပိဿပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ဝိဇ္ဇယတုတ်တံနော်ຢာကဆိုတဲ့ကိလေသာကိုအောင်နိုင်ကြောင်းလို့နော်အမိရတဲ့တုတ်တံတစ်ပုဒ်ကိုဒါပြောပြပါတယ်ဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒီကိုယ်ဘဝကိုယ်ခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိအောင်နော်ဤမျိုးစုံနဲ့ကြိုးစားအထောက်ပြီးတော့နောက်ဆုံးမဲ့ညာပုညံမျက်နှိပ်ပံကိုမျက်မှောက်ပြုနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ညအလုံးသောပိဿပေါင်းသူတော်ကောင်းတို့ပြုလုပ်ကြိုးစားအထောက်ထားကြရသောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်တို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဲ့ညာပုညံမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောင်းမျက်မှောက်ပြုပြရစေကုန်သောဟုပတ္တနာအောင်စုပြုကြခုံရာတည်း